လောကမှာပြောအခက်ဆုံးအကြောင်းအရာတစ်ခုရှိတယ်ဒါလည်းဏိဒန်းသဘောနဲ့စပ်မိလို့ပြောတာပါအဲ့ဒါဘာလို့သိလားဒီမှာရေးထားတဲ့အကြောင်းအရာပဲလောကကြီးမှာပြောအခက်ဆုံးအကြောင်းအရာတွေမှာတစ်ခုပါမယ်မေတ္တာဖြစ်တယ်ဆိုတော့ဘာအဲ့ဒါလောကမှာအင်မတန်ပြောအခက်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်နော်အဲ့တော့မနေ့ကတော့မှဟိုကျောင်းနေပဲဒီကားကြီးတွေဒီကမိုင်းတွေရောက်လာတော့တခွန်းတစ်ခွန်းတော့ပြောလိုက်ပြီအဲ့ဒီအင်မတန်ပြောအခက်တဲ့အကြောင်းအရာကိုပြောမယ်လို့စိတ်ကူးနေတာလဲများပြီကြာပြီပြောမယ်လို့စိတ်ကူးပြီးတိုင်းမပြောပြဘူးဘာလို့မပြောပြတယ်လဲဆိုတော့ပရိသတ်ကိုကြည့်တဲ့အခါမှာတချို့ပရိသတ်ရဲ့သူ့ရဲ့အာတန်တဲ့အချက်ကရှိနေတာနော်သူအာတန်တဲ့အချက်ကိုကြည့်ပြီးတော့ပရိသတ်အများနဲ့အစဉ်ပြေမဲ့အကိုက်ညီမဲ့သူတို့နားလည်နိုင်မဲ့အကြောင်းအရာကိုဦးစားပေးပြီးပြောလိုက်တာနော်ဒီနေ့တော့အဲ့ဒီပြောရခက်တဲ့အကြောင်းအရာကိုပဲကြိုးစားပြီးတော့ပြောကြည့်အောင်မလို့ပြောတတ်လုံးလို့တော့မဟုတ်ဘူးနော်ကိုယ်တိုင်လည်းနားလည်ဖို့ရအမတန်ကြိုးစားခဲ့ရတာအခုချိန်ထိနားလည်ပြီလို့လည်းပြောလို့မရသေးဘူးနော်မေတ္တာအကြောင်းပြောမလို့နော်အဲ့ဒါနော်ကိုယ်တိုင်နားလည်ဖို့ရကြိုးစားနေတာအခုအသက်50ပြည့်ဖို့နည်းနည်းပဲလို့တော့နားလည်ပြီလားဆိုတော့နားမလည်ဘူးနော်ဒါပုံကြီးချက်ပြောတယ်မထင်နဲ့နော်အမှန်တကယ်ရိုးရိုးသားသားပြောတာနော်စာရီပီဒီမှာလည်းပဲအများကြီးဖတ်ရပါတယ်နော်မေတ္တာတုတ်တွေလည်းဖတ်တာပါပဲနော်မေတ္တာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းတက်လုံးဖတ်လာတာပဲပုံငယ်ငယ်တော့ဆိုရင်တော့စာရေးဆရာတွေအများဖွင့်နေပြီးရေးတဲ့မေတ္တာဖွဲ့ဇလန်းတွေဝတ္ထုတွေလည်းအမြောက်အများမရေမတွက်နိုင်အောင်ဖတ်ခဲ့ပါတယ်နော်ဟိုကိုယ်တိုင်လည်းကိုပတ်ဝန်းကျင်မှာချစ်တဲ့လူတွေရင်းနှီးတဲ့လူတွေအနားမှာရှိနေတာနော်သမီးလေးတွေလည်းရှိတယ်နော်သူတို့ကငါတကယ်ချစ်တတ်ရင်ဒီမိကုန်းကိုခဏခဏပြန်မေးနေမသေးကြဘူးစဉ်းစားကြည့်တယ်မှာအဲ့ဒါဖြစ်နိုင်တယ်လားဒကာကြီးတို့ရောဒကာမကြီးတို့ရောသေးကြသလားငါသားသမီးတွေငါတကယ်ချစ်တတ်ရလားမချစ်ဘူးလို့မဆိုဘူးနော်ချစ်ရလားလို့မေးတာမဟုတ်ဘူးနော်မိကုန်းကိုသေးချာချာပြန်စဉ်းစားစေချင်တယ်နော်ချစ်ရလားလို့မေးတာမဟုတ်ဘူးချစ်တတ်ရလားမိကုန်းတစ်ခုအင်တန်ကွာပါတယ်ဖြည်းဖြည်းအေးစစ်စစ်ကြိုးစားပြီးတော့ပြောချင်ပါတယ်ဒီမှာရှိတဲ့ဒကာဒကမတွေကလည်းနှစ်ပေါင်းများစွာတည်ပြီးသားရင်းနေပြီးသားနော်ဆိုတော့ဒီပုံပြောတတ်တယ်လို့ပြောတာကိုနားလည်လိမ့်မယ်လို့ထင်တယ်နော်ပြောတတ်တယ်လို့ပြောတာပါပြောတတ်လို့ပြောတာမဟုတ်ဘူးနော်ပြောတတ်တယ်လို့ပြောတာပါတုံးစံတင်ပြောစရာလေးကောင်းတယ်မှာစိတ်ကူးထားမိပြီးဆိုရင်ဒီပြောစရာအတွက်နည်းနည်းချိန်မိဖို့ရအတွက်နော်ပက်ကလေးတွေပေါ့နော်ငုတ်ကလေးတွေရိုက်ပြီးတော့ပြိုးချီရတယ်လို့ပဲနော်ပြောလို့ကောင်းအောင်အချက်လက်ကလေးတွေကိုနည်းနည်းရှာပြီးစုလိုက်တာအမှန်တော့ဒီအချက်လက်ကိုလုံးဝမှီပြီးပြောတာမဟုတ်ဘူးဒီအချက်လက်ကိုနည်းနည်းလေးပြောပြီးတော့ကိုယ့်ဘဝထဲမှာကိုသိခဲ့ခံစားခဲ့တွေးခဲ့တာလေးတွေကိုဖြည့်ပြီးပြောသွားတာ because it has so many facets love is difficult to define facet ဆိုတာသူမျက်နှာပြင်အများကြီးရှိတာပြောတာနော်ဥပမာကြောက်မျက်နှာတစ်ခုကိုတွေးထားလို့ရှိရင်သူ့မှာမျက်နှာတွေအများကြီးရှိနေတာနော်အဲ့တော့သူ့မှာရှုထောင့်တွေမျက်နှာတွေအများကြီးရှိနေတော့ချစ်တယ်ဆိုတာကို define လုပ်ဖို့ရအမှန်ခက်ပါတယ် it means different things to different people in different kinds of relationships နော်ဒီချစ်တယ်ဆိုတဲ့ဒီမေတ္တာလူတစ်ယောက်စီတစ်ယောက်စီမှာအဓိပ္ပာယ်ချင်းမတူဘူးနော်ပြီးတော့ relationship ဆိုတာဥပမာတာသမီးနဲ့မိဘချစ်တာတစ်မျိုးသွားမောင်နှမချစ်တာတစ်မျိုးသွားမှာပဲနော်လင်မယားချစ်တာတစ်မျိုးသွားတငယ်ချင်းချစ်တာတစ်မျိုးသွားဆရာတစ်ပည့်ချစ်တာလည်းတစ်မျိုးသွားအောင်ပါနော်အဲ့တော့အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ကြတယ်ချစ်တယ်ဆိုတာ The word can be used to cover a multitude of virtues as well as vices virtues ဆိုတာကောင်းတဲ့ဂုဏ်နော် vices ဆိုတာမကောင်းမှုပြောနေတာနော်အဲ့တော့ဒီချစ်တယ်ဆိုတဲ့စကားလုံးလေးတစ်လုံးကိုကကောင်းတဲ့ဘက်ကအဓိပ္ပာယ်လည်းသူ့မှာရှိတယ်လို့မကောင်းတဲ့ဘက်ကအဓိပ္ပာယ်လည်းရှိပါတယ်နော်ဒါကြောင့်ဟိုအမေရိကန်နိုင်ငံမှာရောက်ခဲ့တုန်းနေခဲ့ရတုန်းကဒီမေတ္တာနဲ့ပတ်သက်ပြီးတော့ဟောခဲ့ပြောခဲ့ရတာလည်းရှိတာပေါ့နော်အဲ့တုန်းကဒီဘုန်းဘုန်းတို့ကလည်းအနောက်နိုင်ငံကလူတွေရဲ့စကားအသုံးနှုန်းနဲ့သူတို့ရဲ့ဘဝကိုသိပြီးတော့နားမလည်သေးဘူးနော်နားမလည်သေးတော့ကိုသုံးတတ်တယ်လို့သုံးတော့မေတ္တာဆိုတော့ဒီကောင်က love လို့ဘာသာပြန်လိုက်တာနော်
ဘာသာပြန်တော့ပြိတ္တကခဏတော့နားထောင်တယ်ခဏလေးကြာတော့အရှင်ဘုရားအဲ့ဒီစကားလုံးမသုံးပါနဲ့နော်အဲ့ထက်မှရင်းနှီးတဲ့ဒကာကြီးတွေပါတော့နော်ဒေါက်တာရော်နန်ဘရောင်းနင်းပါအဲ့စကားကိုပြောတာအရှင်ဘုရားအဲ့ဒီ love ဆိုတဲ့စကားလုံးမသုံးပါနဲ့ဘာဖြစ်လို့လဲဒကာကြီးဆိုတော့ဒီစကားလုံးကအတိတ်ပဲပြက်သွားပြီမကောင်းတဲ့အတိတ်ပဲတွေအများကြီးပါနေတယ်တဲ့ love ဆိုတဲ့စဉ်းစားကြည့်နော်ဘလောက်ခက်နေပြီလဲဆိုတာအချိန်တွေကနော်ဒါနဲ့အဲ့လိုဆိုရင် love လို့မသုံးရဘယ်လိုသုံးရမလဲ loving kindness လို့သုံးရင်တော့ကောင်းမယ်ထင် love ဆိုတာကို adjective အနေနဲ့ယူထားလို့ပေါ့ kindness ကိုတွက်ထည့်တာနော် loving kindness လို့သုံးရင်ကောင်းမယ်ထင်ပါတယ်ဒါနဲ့ loving kindness လို့သုံးရလို့တာနော်ကြာတော့အဲ့ဒီပရိသတ်ကအเจ้าမှာအများအားနေတဲ့ပရိသတ်ဆိုတော့ကြာတော့ love လို့မသုံးတော့မေတ္တာလို့ပဲသုံးလိုက်တော့တာအဲ့တော့မေတ္တာဆိုတာဘာလဲစဉ်းစားစရာဖြစ်တယ်နော်ဘယ်လိုအဓိပ္ပာယ်ပြန်မေတ္တာကိုချစ်ချင်းလို့ဘာသာပြန်လိုက်ရင်ဒါဘာသာပြန်မဲ့ဖြစ်တဲ့ definition မဟုတ်ဘူးနော်စကားလုံးတစ်လုံးကိုနောက်စကားလုံးတစ်လုံးနဲ့ပြောလိုက်တာအဓိပ္ပာယ်မဟုတ်သေးဘူးနော်အဲ့တော့မေတ္တာဆိုတာကိုပါဠိစာပေထဲမှာတွေ့ဘူးလားတော့အကျိုးကိုလိုလားခြင်းလို့တော့တွေ့ feeling ကိုပြောနေတာမဟုတ်တော့ဘူးနော်စဉ်းစားကြည့်နော် love က feeling မဟုတ်တော့ဘူးဘာလို့အကျိုးကိုလိုလားခြင်းဖြစ်တယ်မေတ္တာဟာငါခံစားခြင်းမဟုတ်ဘူးနော်မေတ္တာဟာငါအသိဉာဏ်ကနေဖြစ်ပေါ်လာတဲ့အကျိုးကိုလိုလားခြင်းဆိုတဲ့စေတနာပဲအခုများသောအားဖြင့်တော့ခံစားချက်ကိုမေတ္တာလို့ love လို့ခေါ်အဲ့ဒါမဟုတ်ဘူးအဲ့တော့အကျိုးကိုလိုလားခြင်းဆိုတာမှလည်းပဲဘယ်လိုအကျိုးကိုလိုလားတာလဲဒါလည်းထပ်ပြီးစဉ်းစားသင့်တဲ့အချက်ပဲနော်ဟိုကြမ်းမာစေခြင်းနဲ့ဆိုလဲဒါလည်းအကျိုးကိုလိုလားတာပဲနော်ပညာတွေတတ်စေခြင်းနဲ့ဒါလည်းအကျိုးကိုလိုလားတာပဲစာဝတ်နေအစဉ်ပြေစေခြင်းနဲ့ဒါလည်းအကျိုးကိုလိုလားတာပဲနော်လူမှုဆက်ဆံရေးမှာလည်းပဲအစဉ်ပြေစေခြင်းနဲ့ဒါလည်းပဲအကျိုးလိုလားတယ်လို့ဆိုနိုင်တာပဲနော်ဒါလောက်ပဲလားဒီထက်ပိုနိုင်သေးလားပိုနိုင်သေးတယ်နော်ဘာတွေပိုနိုင်လဲဆိုတော့ကိုကအစုံတယောက်ကိုချစ်တယ်ဆိုရင်အဲ့ဒီလူဟာကိုကိုအားကိုးစရာမလိုတော့တဲ့လူဖြစ်လာအောင်သူ့ကိုအထောက်ကူပေးရမယ်နော်ဥပမာတာသမီမွေးလာတယ်ဆိုငယ်ငယ်လေးနော်ဒီကလေးကမိဘပေါ်မှာရာခိုင်နှုန်းပြည့်အားကိုးနေရတယ်နော်အားကိုးနေရတော့ဒီအချိန်မှာတော့သူ့အဆက်ဆက်ရပြုစုပေးရမယ်လောက်ကင်ပေးရမယ်တဖြည်းဖြည်းသူကြီးလာပြီနည်းနည်းလေးကြီးလာတဲ့တပည့်နဲ့သူလုံနိုင်တာသူ့ကသူလုံပါစေတော့အဲ့ဒါမြတ်တာဥပမာသူ့ကသူလမ်းလျှောက်နိုင်ပြီဆိုရင်သူ့ကိုချီမထားပါနဲ့ကြာချီထားရင်ဘာဖြစ်မလဲဆိုတော့ခြေထောက်တွေတိမ်သွားလိမ့်မယ်နော်အဲ့တော့လမ်းလျှောက်နိုင်တဲ့ရွယ်မှာလမ်းလျှောက်ပါစေလမ်းလျှောက်နိုင်အောင်သူ့အားပေးတယ်ကိုကြီးတယ်တခါလူသူလဲကျသွားရင်တော့ပြန်ပြီးတော့ဖေးမလိုက်တယ်နော်ပြီးရင်လမ်းမလျှောက်နဲ့လို့ပိတ်ပင်မလားဆိုတော့မပိတ်ပင်နော်အခုလဲကျသွားပြီမဲ့ထလျှောက်အောင်တဖြည်းဖြည်းပို့ပြီးတော့ကြီးလာမယ်အားတန်လာရင်သူလဲမကြတော့နော်အဲ့တော့သူ့အားသူကိုးနိုင်အောင်သူ့အထောက်အကူပေးလိုက်တာနော်ဒီထက်နည်းနည်းလေးကြီးလာရင်ငယ်ငယ်တော့သူ့ပါးစပ်ထဲထိအောင်ထည့်ပေးရတာဝိက္ခာစားတော့ဆိုတော့နှုတ်ကိုပါးစပ်ထဲထိအောင်ထည့်ပေးရနည်းနည်းလေးကြီးလာရင်စားစီရပျော့ပျော့လေးကိုဇွန်းနဲ့ခုန်ပေးဒီထက်နည်းနည်းလေးကြီးလာရင်ဇွန်းနဲ့ပကံနဲ့သူ့ပေးလိုက်တော့ခုံမပေးနဲ့ခုံပေးနေရင်ချစ်ရမရောက်တော့နော်ခုံပေးနေရင်ဘာဖြစ်လဲဆိုတော့ကိုယ့်ဘုံမှာမိခိုးနေအောင်လုပ်တာနော်သူဟာသူကိုလို့မရအောင်လုပ်ထားတယ်သူနေတယ်အဲဒီကနေ့နဲ့ကြီးလာပြီဆိုရင်သူဟာသူပုတ်ခတ်ပကံတည်းကနေခူးခတ်ပြီးတော့သူယူစားတော့နော်တဘောက dependent ဖြစ်တာနဲတစ်ထက်နဲအောင်သူအားပေးရမယ်ကူညီရမယ်ပြုစုပေးရမယ်နော်ဒါကြီးကပင်စင်သွားဖို့နေပြီလို့ကြားတယ်ယူပြီးပြီလားဩတော့ကဲသိတယ်ဒီတကာကြီးကိုဘုရားခရစ်မှာတော့တွေ့ဘူးတယ်မေ့သွားလို့နောက်တော့ပြန်တတိယပြောလက်စားစကားလေးအေးစစ်စစ်ပြောဦးမယ်နော်အဲ့တော့ဟို
အဲ့လိုသားသမီးလေးတဖြည်းဖြည်းကြီးလာပြီနော်ကြီးလာတော့ရာဂနှုံးပြည့်ကိုယ့်ပေါ်မှာအားကိုးမိခိုနေရတဲ့အဖြစ်ကနေတဖြည်းဖြည်းတနေ့တခြားသူကြီးလာတယ်လေသူ့အားသူကိုးနိုင်အောင်သူ့အခွင့်အရေးပေးရလေနော်မနော်သူ့အားသူကိုးနိုင်အောင်လုပ်ပေးတာအကူအညီပေးတာအခွင့်အရေးပေးတာလေမှန်တယ်နော်အဲ့လိုနဲ့ဒီထက်ပိုကြီးလာလို့ရှိရင်သူ့ကိစ္စသူ့ဟာသူလုပ်နေအောင်ကြားလေးသူ့ပို့ပြီးတော့အားပေးရမယ်ကူညီရမယ်နီလန်းပေးရမယ်တော့ကလေးတွေဟာကိုယ့်ဟာကိုယ်လုပ်ချင်စိတ်ရှိတယ်သိကျင်စိတ်နဲ့လှုပ်ချင်စိတ်ကမွေးရပါဖြစ်ပါတယ်။အဲ့တော့ကလေးငယ်လေးတွေကလူကြီးတစ်ခုလုံးနေလှုပ်ချင်တယ်ဆိုဝင်လှုပ်တတ်တယ်နော်။ Let me do it လို့တချို့ကလေးလေးတွေကပြောတတ်တယ်နော်။ဝင်လှုပ်ချင်တယ်။ပကံဆေးတယ်ဆိုလဲဝင်ဆေးချင်တယ်။တခုခုအလုပ်လုပ်တယ်ဆိုလဲဝင်လှုပ်ချင်တယ်။အဲ့တော့သူတို့လှုပ်ချင်တာကိုမတားဆီးရအောင်။သူတို့လှုပ်ချင်တယ်များလှုပ်ခွင့်ပေးရမယ်။သူတို့လှုပ်လိုက်လို့နည်းနည်းပါးပါးပြည့်စည်ချင်လဲပြည့်စည်မယ်။ကိစ္စမရှိဘူး။ဒီကိုအားကိုချင်တဲ့စိတ်လှုပ်ချင်တဲ့စိတ်ကိုမတားဆီးရဘူး။ကြားလေးပို့ပြီးတော့လှုပ်ချင်နေဖြစ်လာအောင်အားပေးရမှာဒါတနည်းအားဖြင့်သူပညာရေးလည်းဟုတ်တယ်သူကသူကိုယ်တဲ့အလုပ်ဖြစ်တယ်ဒီလိုနဲ့တဖြည်းဖြည်းအသက်ကြီးလာလေပို့ပြီးတော့လွတ်လပ်လေကိုယ့်ဟာကိုစဉ်းစားရဆုံးဖြတ်ရလိုအပ်ကြရင်လေဖြစ်လာမှာအဲ့တော့သားသမီးကိုချစ်ရင်စဉ်းစားခွင့်ပေးပါမိဘကနေရာတကာစဉ်းစားပြီးတော့မပေးပါနဲ့မိဘကမစဉ်းစားပေးတာမချစ်လို့မဟုတ်ဘူးသူတို့ဟာသူတို့စဉ်းစားတတ်အောင်လမ်းကြောင်းပေးုံမပေးသူတို့ကသူတို့ဆုံးဖြတ်တတ်အောင်သူတို့အားပေးပါနော်အဲ့တော့စဉ်းစားတတ်ဆုံးဖြတ်တတ်မှသာလွတ်လပ်တယ်ဖြစ်လာမယ်အဲ့တော့ကိုယ့်အကိုစဉ်းစားပြီးကိုယ့်အကိုဆုံးဖြတ်တာမှားသွားရင်လည်းပဲကိုယ်တာဝန်ဖြစ်တယ်နော်အဲ့တော့တချို့ကတာဝန်ကိုကြောက်တာနဲ့ပဲမစဉ်းစားဘူးမဆုံးဖြတ်ဘူးစဉ်းစားလိုက်ရင်ဆုံးဖြတ်လိုက်ရင်တာဝန်ယူရတော့မယ်အဲ့တာဝန်ယူရမှာကြောက်တယ်အဲ့လိုတာဝန်ယူရမှာကြောက်တဲ့စိတ်ဓာတ်မျိုးမသွင်းပေးပဲနဲ့မကြောက်အောင်သူတို့လေ့ကျင့်ပေးရမယ်အဲ့တော့ကြက်တလောက်ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ်သူကသူစဉ်းစားသူကသူဆုံးဖြတ်သူကသူတာဝန်ယူမှားသွားရင်ကိုယ့်ကိုပြင်အဲ့လိုနဲ့နေသွားမှသာတကယ်ပြင်ပလောကလက်တွေ့ဘဝကိုရင်ဆိုင်ရတဲ့ခါမှာကိုယ့်ကိုစဉ်းစားနေဆုံးဖြတ်နေတာဝန်ယူနေတဲ့သူဖြစ်လာနောက်ဆုံးမှာဘယ်သူကိုမှအာမကိုရတော့ပဲနဲ့ကိုချစ်တော့ပုံမှာကိုရက်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်လာအဲ့လူတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုရင်သူချစ်တော့ပေါ်သူရက်တည်နိုင်အောင်သူလုပ်ပေးရသူအားသူကိုးနိုင်အောင်သူလုပ်ပေးရသူတို့အောက်မှာမိခိုမှုနဲနေနှမြနဲအောင်လုပ်ပေးရတချို့လူတွေကအဲ့လိုချစ်တယ်နဲ့ပတ်သက်ပြီးတော့သူတို့ခံစားချက်ကလေးတွေပြောပုံဆိုပုံအမျိုးမျိုးရှိတယ်နော် They think of love in terms of having positive feelings for others ခုနပြောရတဲ့ပဲလို့နော်ချစ်တယ်ဆိုတာသူ့စိတ်ထဲမှာ positive feeling ရှိတာကိုလို့သူတို့ယူဆတယ်နော်ငါသူ့ကိုသိချစ်တယ်တကယ်တော့ positive feeling ထက်ပိုအရေးကြီးတာကအသိဉာဏ်သူ့ရဲ့တိုးတက်မှုကြီးပွားမှုလွတ်လပ်မှုကိုအလိုရှိတယ်ဒီထက်ပိုတစ်ဆင့်ပြောရမှာဆိုရင်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်လွတ်လပ်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်ရလာအောင်သူ့ကိုအထောက်အကူပေးခြင်းတယ်အဲ့ဒါမှတကယ်မေတ္တာလို့ပြောလို့ရတရားဘက်ကနေကြည့်မယ်ဆိုရင်တော့အဲ့ဒီအဆင့်ထိအောင်ရောက်မှဥပမာမြတ်စွာဘုရားရဲ့တရားတွေအားလုံးပေါ်မှာထားတဲ့မေတ္တာဘယ်လိုမေတ္တာမျိုးလို့ဆိုမလဲအားလုံးကိုတရားကိုသိပြီးတော့လွတ်လပ်တဲ့သူအေးချမ်းတဲ့သူဖြစ်သွားစေခြင်းတယ်နော်အဲ့တော့မြတ်စွာဘုရားနဲ့တပိတန်ဃာတွေတပိဒကာဒကမတွေပြောဆိုဆက်ဆံပုံတွေကိုစာပေထဲမှာတွေ့ဦးပါလိမ့်မယ်နော်တပိတန်ဃာတွေကိုပဲကြည့်ကြည့်နော်နောက်ဆုံးပြိဋိမနာတုံးမှာညီတော်အာနန္ဒာကမေးတယ်မြတ်စွာဘုရားမရှိရတဲ့ခါမှာတန်ဃာတွေနဲ့ပတ်သက်ပြီးဘယ်လိုစီစဉ်ရမလဲမြတ်စွာဘုရားငါဘုရားဟောတဲ့ဓမ္မဝိနည်းဟောအားလုံးဟောထားပြီးပြီတဲ့အဲ့ဒါတင်လို့ဆရာပဲငါဘုရားတင်တို့ယဟန်တန်ဃာတွေပုံမှာအကြီးအကဲအဖြစ်နဲ့အုပ်ချုပ်ခြင်းတဲ့သူမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဘာသာတရားကိုကြည့်ရင်တော်တော်စမ်းကြယ်တာနော်မြတ်စွာဘုရားဟာသူ့နေရာမှာအစာအိမ်မဲ့သူထားခဲ့ဟောခဲ့တဲ့တရားနဲ့ဝိနည်းတွေကိုပဲအဲ့ဒါကိုပဲဆရာအဖြစ်နဲ့ထားခဲ့ပြီပုဂ္ဂိုလ်ဆွဲလွှမ်းမိုးလို့ကြီးစိုးလို့တဲ့သဘောမရှိဘူးဒီတရားကိုပဲအသိဉာဏ်နဲ့နားလည်အောင်ကြိုးစားပြီးတော့ကိုယ့်ဟာကိုယ်အသိလေးနဲ့နေသွားစေချင်တယ်လွတ်လပ်မှုကိုအပြည့်ပေးလိုက်တာပဲအမတန်နဲ့တဲ့အမတန်ဆင့်ညင်းတဲ့မေတ္တာလို့ဆိုနေတယ်နော်ကိုယ်မိခိုနေအောင်အားကိုးနေအောင်မလိုအပ်ပဲနဲ့အကူအညီတွေအများကြီးပေးနေတာမျိုးဟာမေတ္တာမဟုတ်ဘူးနော်သူ့ဟာသူမစင်စားရဲအောင်မစင်စားတတ်အောင်မလုပ်ရဲအောင်ချုပ်ချယ်နေတာလဲမေတ္တာမဟုတ်ဘူးကိုကနေရာတွေကစဉ်းစားပြီးဆုံးဖြတ်ပေးတာမေတ္တာမဟုတ်ဘူး
they think of love in terms of having positive feelings for others, of taking care of others. Taking care ကိုမေတ္တာလို့ဒီလိုယူဆတယ်နော်သူကိစ္စတွေလည်းလုပ်ပေးတာကိုမေတ္တာလို့ယူဆတယ်နော်ဒါလုံးဝမလိုအပ်ဘူးလားဆိုတော့မလိုအပ်ဘူးလို့မဆိုနိုင်ဘူးနော်မွေးကစားကလေးလေးဟာသူ့ကိုကဲလို့မဲ့သူ့ကိုပြုစုဆက်ရှောက်မဲ့သူမရှိရင်သူသိသွားမယ်နော်လိုအပ်တယ်နော်ဒါပေမဲ့မလိုအပ်ပဲနဲ့နေရာတွေကလိုက်လုပ်ပေးနေဘယ်နဲ့နေသူ့ကိုလူကြီးဖြစ်ခွင့်မပေးရရောက်သွားတယ်နော်အဲ့တော့လူတယောက်ကိုတကယ်ချစ်တယ်ဆိုရင်သူ့ကိုလူကြီးဖြစ်ခွင့်ပေးရမယ်သူ့အတိုင်းတာလေးနဲ့နော်လူကြီးဖြစ်လာနိုင်အောင်လည်းပဲစဉ်းစားတတ်အောင်ဆုံးဖြတ်တတ်အောင်ဤမျိုးစုံနဲ့သူ့ကိုအကူအညီပေးရမယ်မပိတ်ပင်ရအောင်နော် of taking care of others and of self sacrifice ဆိုတာကိုအနစ်နာခံလိုက်တာသူများအတွက်အနစ်နာခံတာဒါကိုမေတ္တာလို့ယူဆကြတယ်နော်အထက်လျော်အဖြစ်တော့မှားတယ်လို့ဆိုနိုင်ဘူးနော်မှန်ပါတယ် self sacrifice ကလည်းပဲမေတ္တာရဲ့လက္ခဏာတစ်ခုပဲဥမာမိလောင်တယ်နော်အိမ်ထဲမှာကလေးတယောက်ရှိတယ်ဘယ်နဲ့လုပ်မလဲအသက်ဆုံးပြီးတော့ဒီအိမ်ထဲအတင်းဝင်ပြီးတော့ဒီကလေးကိုရအောင်ထုတ်အောင်ပါဒါသူ့ကိုချစ်တာပဲနော်မေတ္တာသဘောပဲဒါ self sacrifice ပဲဒီလိုလုပ်ရင်လည်းကိုယ်ပါအိမိထဲမှာတည်ခြင်းလည်းတည်သွားနေတာပဲနော်အဲ့တော့အဲ့ဒါကိုလည်းပဲမေတ္တာခေါ်တာပဲနော်သို့တော့ဒီလောက်နဲ့မလုံလောက်သေးဘူးခုနပြောသလိုပဲသူတစ်ပါးအတွက်အနစ်နာခံပါတယ်ဆိုပြီးတော့သူတစ်ပါးရဲ့ဘဝကိုအပိုင်စီးထားတာမျိုးရှိတယ်ဒိဋ္ဌာကြည့်တွေးလိုက်ပတ်ဝန်းကျင်မှာနော်ငါကနေတို့အတွက်တက်လို့အနစ်နာခံလာတာဆိုတော့အတိပ္ပယ်ကငါကနင်တို့အတွက်အနစ်နာခံလာတာမို့လို့ငါပြောတဲ့စကားကိုနင်တို့တတွေမသိမ့်လိုက်နာရမယ်နော်နင်တို့အသိဉာဏ်နဲ့နင်တို့မစင်စားနဲ့တော့ငါပြောတာကိုကောင်းကြီးလိုက်လက်ခံလိုက်ငါလုပ်ပေးတာကိုလက်ခံတော့ငါကောင်းတယ်ဆိုရင်ကောင်းတယ်လို့ပဲယူဆတော့ငါမကောင်းဘူးဆိုမကောင်းဘူးလို့ပဲယူဆတော့ငါကနင်တို့အတွက်နင်နာခိုင်းတဲ့အတွက်ကြောင့်နင်တို့ဘဝနဲ့ပတ်သက်ပြီးတော့အဆက်ရရာငါမှဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ဒီလိုဘောထားမိတတ်တယ်နော်တချို့ဒီလိုသဘောထားမိတာမျိုးတွေရှိတတ်တယ်နော်ပြောလဲပြောတာတွေအများကြီးကြားဥပါတယ်နင်တို့အတွက်ငါဘယ်လောက်နင်နာခံခဲ့ရတယ်လဲဆိုတော့တကယ်မေတ္တာဟာအဲ့ဒီစကားကိုထည့်ပြောလို့မရှိဘူးလူတယောက်ကိုတကယ်မေတ္တာထားရဆိုရင်မင်းအတွက်ငါအနစ်နာခံခဲ့တယ်လို့မပြောသင့်တော့နော်အဲ့လိုပြောရင်တကယ်မေတ္တာမဟုတ်တော့ These aspects of love are undoubtedly important parts of the picture နော်အခုနပြောခဲ့တဲ့ချက်တွေဟာဒီမေတ္တာဆိုတဲ့ရုပ်လုံးပေါ်ဖို့ရအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတော့ဟုတ်ပါတယ်နော်မဟုတ်ဘူးလို့မဆိုလိုဘူးနော်ဟုတ်တော့ဟုတ်ပါတယ် but what they do not always remember is that တို့တော့အဲ့ဒီလိုလုပ်နေတဲ့လူအဲ့လိုပြောနေတဲ့လူတွေသူတို့တတိမထားမိတဲ့အချက်ကဘာလဲဆိုတော့ at its highest အစဉ်အမြင့်ဆုံးဖြစ်တဲ့မေတ္တာမှာနော် love is more closely aligned with realism than with feelings နော်တကယ်အစဉ်အမြင့်ဆုံးပြောမှဆိုရင်မေတ္တာဆိုတာအဖြစ်မှန်အခြေအနေမှန်ကိုသိပြီးတော့အဖြစ်မှန်အခြေအနေမှန်နဲ့ကိုက်ညီအောင်ဆက်ဆံနိုင်မှမေတ္တာလို့ဆိုလို့ရတယ်နော်အဲ့တော့ more aligned with realism နော် than with feeling ကတည်းကမဟုတ်တော့အဲ့တော့ဟိုတလုံးကဟိုအင်တေရောက်တဲ့ခါမှာသူ့အဖွားနဲ့မီးနဲ့ပြောနေတဲ့စကားတခုကြားခဲ့ရနော်အဖွားကချီးလူကြီးနော်အသက်80ကျော်လောက်ရှိနေအိမ်ပေါ်ကအိမ်အောက်တောင်ဆင်းနေတော့သူတို့အိမ်ကတော်တော်မြင့်ပါတယ်3တက်လောက်ရှိမီးလေးတွေက16နှစ်19နှစ်20ပတ်ဝန်းကျင်လောက်ရှိတယ်10တန်းတက္ကသိုလ်အဲ့လောက်အဆင့်ရှိတယ်နော်အဲ့တော့ဒီကလေးတွေကငယ်လေးတွေကဟိုသွားဒီသွားသူတို့သွားနေကြအကြောင်းသွားနေကျူရှင်သွားနေကြနော်ဒါပေမဲ့အဲ့ဒီကလေးတွေအိမ်ဘွားဆင်းသွားပြီဆိုတာနဲ့အဖွားရင်တမမနဲ့အိမ်မှာသူအင်မတန်ကြောက်နေတယ်အင်မတန်စိုးနေနေမတိထိုင်မတိဖြစ်နေကလေးတွေအချိန်မီသူအချိန်မီဆိုတာကတော့သူမျောလင့်တဲ့အချိန်ပဲပြမလာလို့ရှိရင်သူနေမကောင်းဖြစ်တော့တော့ကလည်းအင်မတန်များတယ်များတော့မြေးတွေကတခါလေကြတော့မတက်နိုင်ဘူးဒီဒုက္ခကိုမခံနိုင်တော့ဘူးနော်သူတို့အိမ်ပြင်ထွက်သွားတာနဲ့ဒီအဖွားတယောက်ကအိမ်မှာနေပြီးတော့ဒီလောက်ထိအောင်တော့ကတွေများနေတာကိုသူတို့မခံနိုင်တော့ဒါကြီးကသူတို့အတွက်ဝန်တို့ကြီးတစ်ခုလိုဖြစ်လာငါတို့ဖွားငါတို့မချစ်ဘူးလားလို့မေးရင်တော့ချစ်တယ်လို့ပြောမှာနော်ဒါပေမဲ့အဖွားကလောက်ကြီးပူးနေတာကိုတော့သူတို့မခံနိုင်အဲ့တော့ခဏခဏအဖွားကိုပြန်ပြီးတော့ဖြောင်းပြတယ်အဖွားကဘာမှမပူပါနဲ့ဒီလိုပဲတွားနေကြလိုက်ကြပါဟဲ့နင်တို့ခက်ကကားတွေကလည်းများလိုက်တာနောက်မှတူရင်းနဲ့မြင်လိုက်တာတော့ကြဘယ်မှာကားတိတ်တယ်တဲ့ကြားရမယ်နော်ငါတော့ကအင်တာများဆိုတော့အိမ်ဘွားအိမ်ကိုဆင်းအောက်ကိုဆင်းတာကိုမကြိုက်တော့ဖြစ်တယ်နော်အဲ့တော့အဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုတော့ခေအခြေအနေကိုဒီဖွားမသိ
လူငယ်တွေရဲ့စိတ်ဓာတ်ကိုလည်းမသိဒီခေတ်ဒီချိန်မှာသူတို့အဖွားတို့ခေတ်ကလေအိမ်ဘွားအိမ်အောင်မစင်အိမ်တွေမှာနေလို့မရတော့အဲ့တော့မသွားလို့မဖြစ်ဘူးသွားရမယ်သွားတဲ့ခါမှာအန္တရာယ်မရှိအောင်ထိမ့်သိမ့်ပြီးတော့ဘယ်လိုသွားတင်တယ်ဆိုတာကိုပဲသင်ပေးဖို့ပဲလို့တတိပေးဖို့ပဲလို့ပြပင်သားစီဖို့မသိနော်ဒီထက်မကတချို့ဆိုရင်ရဝေးကိုသွားနေရတယ်တချို့နိုင်ငံခြားကိုသွားနေရတယ်နော်အဲ့တော့ခေတ်ခါလေးကဒီလိုဖြစ်လာနေတာဆိုတော့မိဘတွေကတာသမီကိုတကယ်ချစ်တယ်ဆိုရင်စဉ်းစားရမယ်ဒီနေ့ငါတို့တာသမီတွေကငါတို့ကိုခွဲခွာပြီးတော့အရာဝေးကိုသွားနေရမှာရှိခေတ်ကလို့မဟုတ်တော့တခြားနိုင်ငံကိုလည်းအခြေအနေရသွားတင်ရင်လည်းသွားရမှာအဲ့လိုခါမှာသူတို့ဘယ်လိုနေမလဲထိုင်မလဲဘယ်လိုလူတွေနဲ့ဆက်ဆံမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့စဉ်းစားတတ်ပြီလားအလေးအကျင့်ရှိနေပြီလားသဘောပေါက်ပြီလားဆိုတာစဉ်းစားထားတယ်စဉ်းစားထားပြီးတော့အခုကတည်းကသွားလာလာနေတာထင်တာဆရာတို့အပေါင်းတင်နေပါလိပေါင်းတာနော်ဘယ်ချိန်ဘယ်အခါမှာဘယ်နေရာကိုသွားတင်တယ်ဘယ်လိုသွားတင်တယ်အသက်အန္တရာယ်မရှိအောင်ဂုဏ်သိက္ခာမထိခိုက်အောင်ဘယ်လိုနေတင်တယ်ဘယ်လိုလူပေါင်းတင်တယ်မပေါင်းတင်မှုဆိုတာအစလူကဲခတ်တတ်အောင်မိဘကတင်ပေးဖို့လိုဒီလိုတင်မပေးလို့ရှိရင်တစ်ချိန်မှာပြုံးနဲ့ထွက်သွားတဲ့ခါမှာသူတို့အကြီးကျယ်ဒုက္ခရောက်တယ်အဲ့တော့အချင်းကြီးမှန်ကိုနားလဲပြီးတော့သူတို့ဘဝနဲ့သူတို့ကိုက်ညီအောင်နေတတ်အောင်တင်ပေးမှာဓမ္မတကယ်မေတ္တာလို့ဆိုလို့မဟုတ်ရင်တော့တန်အောင်စင်ကြီးလို့တောကကြီးနေတာကိုပဲမေတ္တာလို့အတိတ်ပဲကောက်မိလိမ့်မယ်နော် Genuine love wants what is best for the other စစ်မှန်တဲ့မေတ္တာသူ့အတွက်အကောင်းဆုံးပါလဲဆိုတာကိုအဲ့လိုရှိတယ်ငါအတွက်အကောင်းဆုံးပါလဲဆိုတာမဟုတ်ဘူးနော်သူ့အတွက်ဘယ်ဟာအကောင်းဆုံးလဲသူ့အတွက်ဘယ်လိုနေရရင်အကောင်းဆုံးဖြစ်မလဲအဲ့ဟာကိုလို့အလိုရှိတယ် even if it means risking the relationship risking the relationship ဆိုတာအဓိပ္ပာယ်ပါလို့ကိုယ်ခွဲခွာနော်အဲ့တော့သူ့အတွက်အကောင်းဆုံးဟာငါ့ကိုခွဲခွာသွားတာပဲလို့ဒီလိုသိရလို့ရှိရင်လည်းကိစ္စမရှိဘူးတော့လွတ်နိုင်ရမယ်နော်အခုကအများဆုံးအဖြစ်တော့မေတ္တာလို့ပြောနေကြတာငါနာမှနေငါနာခွဲမသွားနဲ့မမသွားနဲ့နေမရှိရင်ငါနေလို့မဖြစ်ဘူးဒါတွေမကောက်ဘူးနောက်ဆုံးဘယ်လိုလုပ်တတ်သလဲတွေ့လိုက်တဲ့နည်းနဲ့ငါမရှိရင်နေလို့မဖြစ်အောင်လုပ်လိုက်တယ်ဟောတချို့ကဒါကိုနှစ်ပေါင်းများစွာကတည်းကတခါတည်းကိုစီစဉ်ပြီးတော့လုပ်လာတယ်လို့ဖြစ်နေတယ်သူတော့တေချာစဉ်းစားထားတော့ဟုတ်ချင်မှဟုတ်မှာပေါ့နော်သို့တော့ဟိုငငယ်လေးတဲ့ကအဖြစ်ဖြစ်မိဘနဲ့တာသမီဆိုရင်နော်ဘယ်မှလည်းလင်မယားဆိုလဲဒီလိုပဲငါမရှိရင် तू နေလို့မဖြစ်အောင်လုပ်ထားလိုက်တယ်မလုပ်တတ်မကင်တတ်မသွားတတ်မလာတတ်မပေါင်းတတ်အောင်လုပ်ထားလိုက်တယ်အဲ့လိုဆိုရင်ခြေတော့ကိုလည်းကိုတုတ်ထားလို့ဖြစ်နေတယ်ခြေရောလည်းကိုချိုးထားလို့ဖြစ်နေတယ်ငှက်ကလေးလိုပဲအတောင်မောင်ကကြီးနဲ့ကိုက်ပြက်လို့ဖြစ်သွားတယ် तू ပြန်လို့မရလို့ရှိရင်ငါကြွေးတာစားပြီးငါထားရမှာ तू မရတော့နော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့ငါကဒီငှက်ကလေးကိုချစ်လုံးလို့အတောင်မောင်လေးဖြတ်ပြီးတော့ငါလှောင်ရင်းလေးနဲ့ထည့်ပြီးတော့အချိန်မှန်မှန်ကအစာနဲ့ရင်းနဲ့ပေးထားတာချစ်လုံးလို့ပါဘယ်လိုပြောလိမ့်မယ်နော်မဟုတ်ဘူးအဲ့ဒါချစ်တာနော်အဲ့ဒါပိုင်ဆိုင်ခြင်းတဲ့သဘောအဲ့ဒါသူ့အကျိုးကိုလိုလားတာမဟုတ်ဘူးကိုယ့်အကျိုးကိုပြန်လိုလားနေတာနော်သူ့အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးတာမဟုတ်ဘူးကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်လုပ်နေတာနော်ဒါတွေကအများကြီးဖြစ်နေတယ်နော်လေးလေးနက်နက်ရိုးရိုးသားသားကိုယ့်အကိုစဉ်းစားပါနော်လုံးမိရသားဖြစ်နေတယ်အများလည်းဒီလိုပဲလုပ်နေကြတော့ဒီလိုလုပ်တာပဲကောင်းတယ်လို့လည်းထင်ချင်းလည်းထင်ပါပဲနော် Love wants the beloved to become strong မေတ္တာအစစ်မှာကိုကချစ်တဲ့သူကို strong ဖြစ်လာအောင်နော်ခိုင်မာတဲ့သူဖြစ်လာအောင်သူကလုပ်ပေးခြင်းနော်အဲ့ဒါကိုလိုလားတယ်နော်ငါချစ်တဲ့သူကခိုင်မာတဲ့သူဖြစ်ရမယ်ပြော့ညံ့တဲ့သူမဖြစ်ရဘူးအားငယ်တတ်တဲ့သူမဖြစ်ရဘူးနော်ဘာဘူးမှအားငယ်တတ်ဘူးနော်မကြောက်တတ်ဘူးတတိရှိတယ်အဲ့လိုဖြစ်အောင်သူ training ပေးရမှာနော်အဲ့တော့သားသမီးကိုချစ်တယ်ဆိုရင်အားငယ်အောင်မလုပ်သင့်ဘူးတချို့မိဘတွေကသားသမီးကိုချစ်တော့အပြင်မထွက်ရအောင်ကြောက်အောင်အများကြီးပြောတယ်ဟိုမသွားနဲ့ဒီမသွားနဲ့ဟိုကဖြစ်လိမ့်မယ်ဒီကဖြစ်လိမ့်မယ်ကြောက်အောင်အများအားပြောတော့သားသမီးတွေကကြာတော့ကြောက်ပြီးတော့မသွားရတော့မလုပ်တတ်မကင်တော့ငယ်လေးတွေကဒီစကားကိုထပ်ခါပြောနေအင်မတန်ဆွဲမြဲသွားတာနော်သူ့ရဲ့ personality ကိုကအဲ့လိုဖြစ်သွားတယ်လုံးဝကိုပျော့ညံ့တဲ့ personality ကိုယ်ကိုယ်သွေးတွေကဖြစ်သွားတယ်သူ့အားသူမကိုရဲတော့နေရာတကာအမေဖေးရလုပ်ပြီးမယ်နော်ခုနပြောလို့သမင်းစားတတ်တဲ့ရွယ်မှာဇွန်းနဲ့ထိုင်ခုန်ပြီးတချို့ဆိုရင်ဆလင်းကားနဲ့ရွယ်တောင်ဇွန်းနဲ့ထိုင်ခုန်ပေးနေတာရှိတယ်နော်ချစ်လို့ပါတခါတလေဆိုရင်တော့ထားပါတော့နော်ဒါမြတ်တာရဲ့ expression လို့ပြောလို့ရမှာနော်ဒါပေမဲ့
ငါမရှိရင် तू နေလို့မဖြစ်အောင်နော်ကိုယ့်ကိုပဲအမြဲတမ်းအားကိုးနေအောင်လှုပ်ထားမိပြီဆိုရင်တော့ချစ်ရမရောက်တော့ဘူး love wants the beloved to become strong and independent နော် dependent ဆိုတာမိခိုပြနေတာနော် independent ဆိုတာမိခိုမှုမရှိတော့တာလွတ်လပ်သွားတာနော်အဲ့တော့ဒီလို independent ကဘယ်လောက်ထိအောင်ကျေပြန့်တယ်အဲ့တော့ financial independence နည်းနည်းလေးကြီးလာရင်သူ့ငွေသူရှာပြီးတော့သူ့ခြေထောက်ပေါ်သူရက်တည်သူ့အားပေးရရှာတက်ဖွေတက်အောင်လှုပ်တက်ကန်တက်အောင်သူ့တင်ပေးလိုက်ရအောင်ပတ်စံလူတိုင်းပေးပါလို့ဖြန့်တောင်းနေရတာမကောင်းဘူးနော်ဘိုးငငယ်လေးတုန်းကတော့ထားပါတော့နည်းနည်းလေးကြီးလာရင်သူ့ရှာတက်အောင်သူတင်ပေးရသူ့ရှာနေသွားရင်သူနည်းနည်း independent ဖြစ်သွားတာနော်ဒါပေမဲ့မိဘတွေကတချို့အိမ်တော်ကြီးမှာဆိုရင်လည်းပဲယောက်ျားခင်ပွန်းနေတာဒီအလုပ်လုပ်ကန်ကိုမပေးဘူးထုတ်ချင်တာနင်လို့ဖို့ဘာလို့လဲငါရှာကျွေးနေတာနော်ဒါကဒီကုန်းမုံရဲ့ညီမတွေထဲမှာနှမတွေထဲမှာအဲ့လိုရှိအဲ့ဒါနှမလေးတယောက်ရဲ့အိမ်တော်မှာသူ့ယောက်ျားအဲ့လိုပဲပြောသူဒီနှမလေးကအလုပ်လုပ်ချင်လို့ရှိရင်ပြောလိုက်ရင်အကြည့်ချက်စိတ်ဆိုးတယ်ရံဖြစ်တယ်နင်လို့ဖို့မလိုဘူးအိမ်မှာအေးဆေးနေငါရှာကျွေးနေတယ်ဒါပေမဲ့တဖြည်းဖြည်းစီးပွားရေးအခြေအနေကပျက်စီးယိုယွင်းလာတော့လုံးတော့မရှာနေတဲ့ခါကျတော့ပြဿနာအကြီးကျယ်ဖြစ်ဒုက္ခအကြီးကျယ်ရောက်အဲ့ဒီအချိန်ကျမှဆိုတာကနှစ်ပေါင်း20လောက်နောက်ကျသွားပြီနော်အဲ့ဒီအချိန်ကျမှအလုပ်ထွက်လို့တော့ဆိုတော့မလုပ်တတ်တော့ဘူးနော်နှစ်ပေါင်း20လောက်အိမ်ထဲမှာနေလာတာဘာမှမလုပ်တတ်တော့အဲ့တော့ financially independent ဖြစ်အောင်သားသမီးကိုစောစောစီးစီးတွေကလမ်းဖွင့်ပေးရနော်လင်မယားဆိုလည်းပဲကိုယ်ဇနီးဟာသူ့ဟာသူရှာတတ်ဖွင့်တောင်းသူ့အချင်းနေဖန်တီးပေးလိုက်ရမွေးချင်းနဲ့ပတ်သက်ပြီးကိုယ့်ပေါ်မှာရာဂန်နှုံးပြည့်မိခုမှုမရှိရအောင်နည်းနည်းပါးပါးမိခုမှုကတော့ရှိချင်ရှိပါစေနော်ရာဂန်နှုံးပြည့်တော့မဖြစ်သင့်ဘူးနော်ပြီးတော့ emotional independence emotional independence ဆိုတာကဥပမာဒီတယောက်ဝင်နေနေနောက်တယောက်ကပါလိုက်ဝင်နေရတော့ဒီတယောက်ငွေနောက်တယောက်ကပါလိုက်ငွေဒီတယောက်စိတ်ညစ်ရင်နောက်တယောက်ကပါလိုက်စိတ်ညစ်ရတော့အဲ့ဒါ emotionally independent မဖြစ်တာနော်အဲ့တော့အမှတ်တမဲ့ကြည့်မယ်ဆိုရင်ငါဝင်နေရင် तू ကပါလိုက်ဝင်နေတယ်ငါငွေရင် तू လည်းလိုက်ငွေငါ့ကိုတိတ်ချစ်တာပဲဖြစ်မယ်နော်ကျင်းတဲ့ဆရာလို့ထင်မလို့ငါလည်းငို तू လည်းငိုဘာဆက်လို့အောင်ပါနောက်မှပြဿနာရှိလို့ငါငိုရင် तू ကခေါင်းအေးစိတ်အေးနဲ့ဒီကိစ္စဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့နီလန်းကိုရှာပေးနိုင်ဆွေးနွေးပေးနိုင်နော်အဲ့တော့ तू က emotionally independent ဖြစ်မှသာကိုယ်အထောက်အကူပေးနိုင်မယ်နော် emotionally independent မဖြစ်ရင်အထောက်အကူမပေးနိုင်ဘူးနော်အဲ psychologically လည်း independent ဖြစ်အောင်နော်စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတည်ငြိမ်မှုအေးချမ်းမှုသူ့အတူရှိရသူ့စိတ်ချမ်းသာမှုကိုငါလုပ်ပေးနေဖို့မလိုဘူးလူတည်းစဉ်းစားလိုက်ရင်ဒါနားလုံးတိတ်ကောင်းဘူးနော်ငါကသူ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးမယ်သူကငါ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးမယ်ဒီလိုမျှော်လင့်ကြတယ်နော်တကယ်ဖြစ်ကြတာလားစဉ်းစားကြည့်စမ်းမိဘစိတ်ချမ်းသာအောင်သားသမီးကတကယ်လုပ်ပေးနေလားသားသမီးကြောင့်စိတ်ဆင်းရဲတဲ့မိဘတွေဘယ်လောက်များလဲအမှန်တမ်းများတယ်နော် 99% တော့ကမှမထင်မိဘကြောင့်သားသမီးစိတ်ဆင်းရဲတာကိုရှိတာပါပဲနော်အဲ့ဒါကဘယ်လောက်များမလဲဒါလည်းများတာပဲနော်ရာခိုင်နှုန်းအတိအကျတော့ပြောလို့တော့မရဘူးပေါ့အဲ့တော့ psychologically independent ဖြစ်ဖို့ဆိုတာသူတော်တော်ကို strong ဖြစ်မှညာသူစိတ်ကိုသူတီးပြီးတော့သူကသူတည်ငြိမ်အောင်အေးချမ်းအောင်နေလို့ရတယ်သူ့ကိုတယောက်ကလာပြီးစိတ်ဆင်းအောင်လုပ်မယ်ဆိုရင်တော့မှမရဘူးငါစိတ်ကိုသူများစိတ်ဆင်းအောင်လုပ်လို့မရဘူးငါစိတ်ကိုငါသိတယ်ငါတည်ငြိမ်အောင်အေးချမ်းအောင်နေလို့ရတယ်အဲ့ဒါကတော့တရားဘာဝနာမပါဘဲနဲ့မရဘူးနော်ဒါကြောင့်တကယ်ချစ်တတ်ဖို့ဆိုတာကကိုယ်တိုင်ကတရားအထုတ်မှညာတရားအမထုတ်တဲ့သူတရားနဲ့ပတ်သက်ပြီးတော့အတိအမြင်လေးနဲ့မှုယဉ်ကျေးမှုမရှိသေးတဲ့သူဟာချစ်တော့ချစ်တယ်မချစ်တတ်တယ်နော်ဒီစကားနှစ်ခုထပ်ခါပြောတာနော်မချစ်ဘူးလို့မဆိုလိုဘူးနော်ဒီဖုန်းကပြောနေတာလူတွေကတယောက်ကိုတယောက်မချစ်ဘူးလို့ပြောနေတယ်လို့ဒီလိုမဟုတ်ဘူးနော်ချစ်ပါတယ်မချစ်တတ်နော်အဲ့တော့ကိုယ်တိုင်ကတည်ငြိမ်အေးချမ်းတဲ့သူရင့်ကျက်တဲ့သူခိုင်မာတဲ့သူဖြစ်မှသာသူများကိုတကယ်ချစ်တတ်တယ်နော်တို့မဟုတ်တော့သူဝင်နေတဲ့လိုက်ပြီးတော့ဝင်နေတယ်သူငိုရင်လိုက်ငိုတယ်သူစိတ်ညစ်ကိုယ်ကလည်းစိတ်ညစ်တယ်သူကိစ္စတွေအဆင်မပြေကိုယ်ကတခါတည်းခေါင်းမိတောက်ပြီးတော့ကြာရမရဖြစ်သွားတယ်အဲ့ဒါမျိုးကိုပဲချစ်တယ်လို့ထင်နေကြတယ်ဟုတ်ဘူးအဲ့တော့ psychologically independent ဖြစ်ရမယ်အဲ့တော့ကိုယ်တိုင်ကစိတ်ကိုအေးချမ်းထားနေရမယ်နော်တာသမီတွေကတောကဖြစ်လို့ရောက်လာပြီဆိုရင်အေးစစ်နားထောင်နေရမယ်အေးစစ်သူတို့ပြန်ပြောပြနေရမယ်သူတို့စိတ်အေးချမ်းမှုပေးနေရမယ်
သူတို့မှပူနေတာကိုပါလိုက်ပူလိုက်လို့ရှိရင်နှစ်ယောက်စလုံးပူပြီးတော့ဘယ်သူမှမအေးတော့အဲ့တော့သူတို့စိတ်ကိုသူတို့နည်းနည်းကြည့်ပြီးတော့တီးပြီးတော့သူတို့ကသူတို့တည်ငြိမ်အောင်အေးချမ်းအောင်ဘယ်လိုလုပ်ရင်ရမလဲဆိုတော့မိဘကဒီလန်းရှာပြီးတခြားမိတ်ဆွေတွေလည်းဒီလိုပါပဲနော်တယောက်ကိုတယောက်ကူညီပေးခြင်းနေဆိုရင်သူ့ကိုတရားအားထုတ်ပြတာဒီလန်းပေးရငယ်ငယ်လေးတက်ကနော်15နှစ်အရွယ်လောက်ကလေးကဒါကိုလေ့ကျင့်ပေးသင့်တယ်နော်ဒါမှသာသူက psychologically independent ဖြစ်လာပြီးတော့ intellectual independence ဆိုရယ်ရှိသေးတယ်ကိုယ်တစ်ခုခုသိချင်သူများပြောပြမှသိမှာဆိုပြီးထိုင်ဆောက်နေရတယ်ဆိုရင်ဒီလိုက intellectually independent ဖြစ်နော် dependent ဖြစ်အဲ့တော့ဆရာရဲ့တပည့်တွေမှာဒါပိုတောင်အရေးကြီးတယ်နော်ငါတပည့်ဟာ तू သိချင်တာကို तू ဟာ तू ရှာတတ်ရမယ် तू အဖြေကို तू ဟာ तू ရှာတတ်ရမယ် तू ဟာ तू research လုပ်နေရမယ် research ဆိုတာဘယ်ဘာသာရမှာဖြစ်ဖြစ်ရှိတာပဲနော် Burmese major ယူလည်းပဲ research ရှိတာပဲ English major ယူလည်း research ရှိတာပဲ history ယူလည်း research ကရှိတာပဲအဲ့တော့ तू ပြောတဲ့အချိန်ကိုငါစောင့်ပြီးတော့နေရမှာပဲဆိုရင်ဒါ dependent ဖြစ်သွားပြီနော်တပည့်ကိုအဲ့လိုနေရာမှာထားတဲ့ဆရာတပည့်ကိုချစ်ရမယ်ငါတပည့်ဟာသူ့ဟာသူရှာတတ်ရမယ်နောက်ဆုံးမှာဘယ်လောက်ထိအောင်ဖြစ်သွားမလဲဆိုတော့သူ့ဟာသူရှာရင်းဖွေရင်းနဲ့ငါထက်တော့ပိုသိတဲ့သူဖြစ်သွားရမယ်နော်အသိဉာဏ်ပိုင်းဆိုင်ရာမှာငါ့ပေါ်မှာဖေခိုးတဲ့သူအားကိုးတဲ့သူဖြစ်မနေရဘူးအခုအချိန်မှာတော့သူလိုသေးလို့ငါအကူအညီတက်နိုင်တဲ့လောက်ပေးနေရတယ်သူလည်းယူနေရတယ်သူ့တော်ပြောရမယ်မင်းတစ်သက်လုံးသူများကိုမိခိုးလို့မရဘူးမင်းတစ်သက်လုံးဆရာကိုလည်းမိခိုးနေလို့မရဘူးမင်းသိချင်တာမင်းကမင်းရှာရမယ်စဉ်းစားရမယ်တွေးခေါ်ရမယ်သူ့ဟာသူတီထွင်ကြံစပြီးတော့ဆရာရဲ့လုပ်ပုံလုပ်နည်းနဲ့မတူအောင်လုပ်နိုင်ရမယ်ဆရာထက်ပိုကောင်းအောင်လုပ်နိုင်ရမယ်နော်အဲ့တော့အထူးသဖြင့်ပညာရှင်ဖြစ်လာပြီဆိုရင်ဒီသဘောထားရှိဖို့ပိုအရေးကြီးပါတယ်နော်အဲ့တော့ပညာရှင်ဟာရိုးသားတဲ့စိတ်ရှိတယ်သူသိတာကိုသိတဲ့လောက်တိတိကျကျတပည့်ကိုပြောပြတယ်နော်သူမသိတာကိုလည်းပဲမသိဘူးလို့ပဲရိုးရိုးသားသားပြောနိုင်ရိုးရတဲ့တတ္တိလည်းသူ့မှာရှိတယ်အဲ့လိုတတ္တိရှိမှလည်းပဲသူဟာစိတ်ဓာတ်ခိုင်မာရင်းဖြစ်တဲ့သူလို့ပြောလို့ရမှာနော်သူက emotionally ရော psychologically ရော independent ဖြစ်တဲ့သူလို့ပြောလို့ရမှာနော်ပြီးတော့ကိုယ့်တပည့်ကအတက်ပင်ငယ်ဆိုလည်းပဲကိုယ့်ထက်သူကပိုသိနေတာလေးတွေရှိတတ်တယ်နော်တချို့နေရာမှာပေါ့ကိုမသိဘူးသူသိတယ်သူမသိဘဲနဲ့ကိုသိနေတာလည်းပဲရှိတာပါပဲနော်အဲ့တော့သူကမသိလို့ကိုကသိနေတာဟုတ်ကိုကပြောပြမယ်ကိုကမသိဘဲနဲ့ကိုတပည့်ကပိုသိနေတာကိုတပည့်စီကပြန်ယူနိုင်ရမယ်အဲ့ဒါမှသာအဲ့ဒီဆရာသူကိုယ်တိုင်လည်းပဲ independent ဖြစ်တယ်လို့ဆိုလို့ရတယ်။သို့မဟုတ်ရင်ငါမသိတော့ငါတပည့်ကပိုသိသွားရင်तू ကငါအထက်ကိုရောက်သွားမှာ။အဲ့လိုမဖြစ်အောင်စောစောလေးကသူ့ကိုဥချိုးထားတယ်။ပို့ပြီးတော့မသိအောင်သိဖို့ရအခွင့်မပေးနဲ့အကုန်လုံးပိတ်ထားတယ်။မဆွေးနွေးပြီးတော့ငါဆွေးနွေးလိုက်လို့ရှိရင် तू ပိုသိသွား။မဆွေးနွေးတော့ဘူး။အဲ့ဒီဆရာကိုယ်တိုင်ကမေတ္တာမရှိတဲ့ဆရာဖြစ်သွားတယ်။သူကိုယ်တိုင်က emotionally psychologically intellectually independent ဖြစ်တယ်။လို့ပြောလို့ရမှာနော်။အဲ့တော့လူတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုရင်လက်စုံသူ့အားသူကိုသူ့ချစ်တော့ပေါ်သူရက်တည်နေတဲ့သူဖြစ်လာအောင်တဖြည်းဖြည်းသူ့အားပြီးအဲ့လိုမေတ္တာစေနာမျိုးထားဖို့လားသင်တော့မလို့နော်။ Real love is never used to take away from others what they would not freely give. တကယ်စစ်မှန်တဲ့မေတ္တာဟာသူကဘယ်လိုချင်းချင်းမပေးဘဲနဲ့သူစီကဘာမှမရှိဘူး။ဒီဘောကမေတ္တာဆိုတာလူလိုမျိုး။တောင်းလို့တော့မရဘူးတကယ်တော့။သူဟာသူပေးလာမှာပဲ။ Love outlives a lack of response. ကိုကတစ်ဖက်သားကိုတကယ်ချစ်တယ်ဆိုရင်သူကမရင်ကျက်သေးလို့ငယ်သေးလို့သူ့ဘက်ကမမှန်ကန်ကန်တုံ့ပြန်မှုမပြုတ်လာလည်းပဲကိုကတော့ဆက်ပြီးတော့သူပေးနေတယ်နော်အဲ့တော့ဒကာကြီးတို့ကဆရာကြီးတွေဆိုတော့ဒါပို့ပြီးတော့သိမှာပါနော်ကိုကဆရာမကြီးတွေအနေနဲ့မေတ္တာနဲ့တပည့်တွေကိုအများကြီးတင်ပေးပြီသူတို့စီက response ကတော်တော်များများပြန်မလာဘူးနော်ကိုယ့်ရဲ့မေတ္တာစေနာကိုအတိအမှပြုမှုဆိုတာတော်တော်နည်းတယ်နော်ခုခေတ်မှာနည်းတယ်ဒါကိုလည်းပဲသူတို့စိတ်ဆိုးနေတာထက်သူတို့ဒီလိုတန်ဖိုးထားတတ်လာအောင်ပြောရတဲ့နည်းနဲ့ညံ့တင်မွေးတဲ့နည်းနဲ့သူတို့တင်ပေးရင်တော့ကိုကောင်းတယ်နော် selfishness ကိုက selfless န
နော်ကိုယ့်အကျိုးကိုမငဲပဲနဲ့သူတို့ကိုပေးနေတယ်သူတို့က selfish ဖြစ်နေတယ်လက်ခံရအောင်ပါနော်ရှေ့ဆက်ပြီးတော့တဖြည်းဖြည်းသူတို့ကိုပေးသွားရအောင်ပါဒါမှသာတစ်ချိန်ကျရင်သူတို့ဒါကိုသဘောပေါက်လာတော့သူတို့လည်းပဲ selfless ဖြစ်လာလိမ့်မယ်နော် and mistakes မှားရရင်တိုင်းမိဘနဲ့သားသမီးလည်းအမှားယွင်းဆိုတာရှိတာနော်ဆရာတပည့်လည်းပဲအမှားယွင်းဆိုတာရှိနေတာနော်ကိုယ့်တပည့်ကမှားသွားတဲ့ခါမှာတိတ်ရှက်သွားအောင်တိတ်ကြောက်သွားအောင်ခါတဲ့ခေါင်းငုံသွားအောင်ကျုံသွားအောင်မလုပ်တင်သူ့အမှားကိုလက်ခံကြည့်ခံဒီခါတလူမှားသွားပြီမယ်ဒီအမှားဒီပင်နဲ့ကိုယ့်အတွက်သင်ခန်းစာဖြစ်တယ်ဒီအတွက်နဲ့ရှက်ဖို့လည်းမလိုဘူးကြောက်ဖို့လည်းမလိုဘူးဆက်လုပ်ပါဒီအမှားကြောင့်ပဲနောက်ထပ်မမှားဖို့ရသူကဒီပေးလိုက်တယ်လို့ဖြစ်သွားပြီဒီလိုလုပ်ရင်မှားတယ်ဒီလိုမလုပ်ရင်တမျိုးပြင်ပြီးလုပ်လိုက်ရှိရင်အမှားနေသွားလိမ့်မယ်အဲ့တော့အမှားဆိုတာနေသွားတာပဲရှိနော်မမှားတော့ဘူးဆိုတာရှိဖို့မရှိနော်အမှားနေသွားတာပဲရှိတော်တော်စဉ်းစားဖို့အရေးကြီးတယ်နော်အဲ့တော့မှားတာကိုအပြစ်မတင်သင့်ဘူးအမှားနေသွားအောင်ပဲသူ့နိလန်းပေးဖို့တင်တယ်မိဘလည်းမှားတယ်ဆရာသမားလည်းမှားတယ်သားသမီးလည်းမှားတတ်တယ်တပည့်တွေလည်းမှားတတ်တာအဲ့တော့တကယ်မေတ္တာထားလို့ရှိရင်သူတို့အမှားကိုရှက်သွားအောင်ကြောက်သွားအောင်မလုပ်ရဲမကန်ရဲအောင်မပြောသင့်မှားပေမဲ့ဆက်လုပ်ပါ no matter who is at fault အဲ့တော့မှားသွားတဲ့ကိစ္စမှာဘယ်သူမှားတယ်ဆိုတာယဉ်ကြည့်နော်သူမှားကိုမှားပဲမိဘကမှားသွားရင်လည်းမှားသွားပါတယ်လို့ဝန်ခံနိုင်ရအဲ့ဒါကိုရှက်ဖို့လည်းမလိုကြောက်ဖို့လည်းဆရာကမှားသွားရင်လည်းပဲဆရာမှားသွားတယ်ဒီအစ်စစ်လေးပြောလိုက်မမှားတဲ့သူမရှိဘူးသို့တော့ဘာပြောအသိဉာဏ်ပိုရှိတဲ့လူဘဝအတွေ့အကြုံပိုများတဲ့လူကအမှားတော့နည်းမှာပါအသိဉာဏ်နည်းသေးတဲ့လူအတွေ့အကြုံနည်းသေးတဲ့လူကအမှားများဦးမှာ and it cannot be taken back မေတ္တာဆိုတာပြန်ယူလိုက်လို့မရဘူးနော်ဒါကြောင့်ငါပြောလို့မနေတော့ငါမချစ်တော့ဘူးဆိုရင်အဲ့ဒါမေတ္တာမဟုတ်ဘူးမေတ္တာဆိုတာပေးပြီးသားပြန်ရုပ်သိမ်းလို့မရရသေးတယ်ဆိုရင်ငကိုယ်တည်းကအဲ့ဒါပေးလိုက်တာဟာမေတ္တာမဟုတ်လို့နော်ငကိုယ်တည်းကပေးလိုက်တာဟာအပေးယူတစ်ခုခုရှိတယ်စဉ်းစားစရာအချက်လိုက်ကလေးတွေနော်ဒါလေးတွေအခုခေတ်လူငယ်လေးတွေကမေတ္တာနဲ့ပတ်သက်ပြီးနည်းနည်းဘယ်လောက်တွေးတယ်မသိဘူးစမိတဲ့လောက်တချို့ကိုမေးကြည့်တော့သူတို့နည်းနည်းမသိဘူးတိတ်သိစေချင်ငယ်ငယ်ရွယ်တွေကမေတ္တာဆိုတာဘာလဲဆိုတော့ကောင်းကောင်းသိစေချင်အားလုံးနဲ့ဆက်ဆံတဲ့နေရာမှာနော်စစ်မှန်တဲ့မေတ္တာစိတ်နဲ့ဆက်ဆံသွားစေချင် if it can be it is not love it and it cannot be taken back ပြန်ယူလို့မရဘူးနော် if it can be နော်ပြန်ယူလို့ရခဲ့ရင် it is not love မေတ္တာဟုတ်အဲ့တော့တချို့လူတွေကတော်တော်လေးပဲမေတ္တာကရုဏာကြီးမားတယ်လို့ရှိတယ်နော်တကယ်ကိုပဲထူးခြားခြားစေတနာစစ်မှန်တဲ့ပုဂ္ဂိုလ်ဒုလို့တော့ပြောရင်ရမယ်လို့ထင်နော်အင်တာမေတ္တာကြီးရလို့ရှိတယ်အဲ့လူတွေက they are amazingly unselfish တကယ်ကိုကြိုးစွန့်နေတယ်အဲ့လိုဥပမာဆိုတော့ဒီဘုံခဏပြောနေတဲ့ဆရာဝန်ကြီးတယောက်ကြောင့်ဥပမာပြောတယ်ဒေါက်တာ Alexander Fleming ဆိုနှစ်ပေါင်း20လောက် research လုပ်ပြီးတော့ဒီ penicillin ဆိုတာကိုသူရလာနော်ရတဲ့အခါမှာဘာလုပ်လဲဆိုတော့မေဒူမဆိုလွတ်လပ်စွာထုတ်လို့မဖြစ်လို့လေအများကြီးထုတ်လိုက်ရင်ဈေးပေါ်သွားမှာဈေးပေါ်သွားရင်ဆင်းရဲလူတွေဒီဈေးကိုပြီးတော့သုံးတယ်နော်သူနဲ့တိလို့ရင်းနှီးလို့မဟုတ်ဘူးနော်လူသားတွေအားလုံးပုံမှာမေတ္တာထားအဲ့ဒီမေတ္တာမျိုးအင်မတန်လေးစားတယ်အင်မတန်လည်းအဟောတယ်ဒီဘုံဘုံငယ်ငယ်လေးတွေကသူ့အကြောင်းဖတ်ဘူးတက်ကတူမရောက်သေးဘူးအဲ့ကလေးက Alexander Fleming အကြောင်းဖတ်ဘူးတော့အမြဲတမ်းစဉ်းစားတယ်အခုထိလည်းသူ့တတိယတယ်အခုထိသူ့ကိုစိတ်ထဲကနေဂုံပြုတ်တုံးပဲလေးလေးစားစားဂုံပြုတ်တုံးငါသာသူ့နေရာမှာဆိုသူ့လိုလုံနိုင်မယ်လို့တော့ငါပုံမှာအတိအကျမပြောနိုင်ဒီထိုးခွင့်ကငါယူထားလိုက်ရင်ဘာမှငါချမ်းသာဆုံးဖြစ်တော့ယူလိုက်အဲ့လိုတချို့လူတွေရှိတယ်နော်တကယ့်ကိုပါရမီရှင်ပုဂ္ဂိုလ်သူတွေလို့ပြောလို့ရတယ်နော်တခါကြီးလို့ကိုယ်တိုင်ကိုချင်းစာကြည့်တွေးကြည့်မသုံးမဖြစ်တဲ့ပစ္စည်းတစ်ခုဆေးဝါးတစ်ခုဆေးဝါးဆိုတာအသက်အနယ်ပတ်သက်နေတာနော်အကြိတ်အဲ့ဒီဆေးတစ်မျိုးငါဒီထွန်းလို့ရခဲ့ပြီဆိုတော့မိသူမဆိုထုတ်လုပ်နေနေဆိုပြီးတော့ငါပေးလိုက်အဲ့ဒီဆေးဝါးကလည်းငါအနှစ်20ကျော်လောက်ဆက်ရှုပ်တာအဲ့လိုပေးလိုက်ပြီးတော့ तू ကတော့အဲ့ဒီ microbiologist ဘဝနဲ့ပဲအဲ့ဒီတက္ကသိုလ်မှာပဲ तू နေသွားတာတ
သိချမ်းတာကြီးနေခဲ့ရမှာ altruistic အများအကျိုးတကယ်ကိုလောလားဆောင်ရွက်ပြီးဘာမှပြန်မမျောလိမ့်ဘူးတချို့လူဆိုတူတော်မှမသိတာနော်ကိုကအကျိုးရှိအောင်လုပ်ပေးလိုက်တဲ့လူကရသွားတဲ့လူကဘာလို့လဲဆိုတာတောင်းမှမသိဖို့လည်းမလိုတော့ဘူးသူအကျိုးရှိရင်ပြီးတာ able to offer others a truly unconditional condition ဆိုတာနောက်ကဘာမှမျောလင်းချက်တတ်မှတ်ချက်အချုပ်ချက်အနှောင်ဖွဲ့နှောင်ကျိုးမဲ့မပါဘူးနှောင်ကျိုးမပါဘူးနော်နှောင်ကျိုးမဲ့တဲ့အကူအညီကိုပေးလိုက်တာကောင်းသွားအောင်ဆိုပေးလိုက်တာ unconditional continuing သူမြတ်တာလည်းတမသွားဘူးနော်အဆက်မပြတ်သွားနေတာ continuing love with no strings attached နောက်ကဘာမှကျိုးနောက်အမိကျိုးလေးမပါဘူးဘာမှပြန်မပြောဘူးအင်မတန်ဖြစ်နေမှုခိမ်းပါနော်သို့တော့ဖြစ်နေတယ်လို့ဖြစ်အောင်တော့တော်တော်ကိုကြိုးစားမယ်ဒါလူတိုင်းပဲသိပြီးတော့ကြိုးစားမယ်ဆိုရင်ဒီနေ့ချာပူပြီးတော့ဖြစ်လာနေနော်တကယ်စစ်မှန်တဲ့မြတ်တာထားတတ်လာတယ်တခါလေထားဖို့ကြိုးစားတယ်ရပြီလို့ထင်တယ်ဒါပေမဲ့အဲ့ဒီလူကတခုခုကိုယ်သဘောမကျတာဘုမို့ကိုမျောလင်းတာကိုသူကပြန်မပေးတဲ့ခါမှာကိုမြတ်တာကိုပြန်ရုပ်ပြီးအဲ့တော့အဲ့ဆို continuing မဟုတ်တော့ဘူး unconditional မဟုတ်တော့ strings လေးတစ်ခုနောက်က attach ဖြစ်နေနော်။နောင်ကျိုးလေးတစ်ခုပါတယ်။အဲ့လိုလုံးမိတဲ့ခါမှာကိုယ်စိတ်ကိုပြန်ကြည့်မှဟောဒီလူကငါတကယ်မေတ္တာထားတယ်လို့ဆိုပေမဲ့ဒီလိုအခြေအနေကြုံလာတဲ့ခါမှာငါသဘောမကျရင်ကြုံတဲ့ခါမှာငါပြန်ရုပ်သိမ်းလိုက်။ငါမေတ္တာစိတ်အဲ့ဒါသိဖို့လိုတယ်နော်။ဟောမေတ္တာဆိုတာငါမေတ္တာစိတ်ထားမယ်ဆိုလို့ထားတယ်တဲ့ပြင်နဲ့ဖြစ်ပြီးအင်မတန်တတိဉာဏ်ပညာကြီးမှအမြဲတမ်းကိုယ်စိတ်ကိုကြည်ပြီးတော့နေသွားနိုင်မှာဖြစ်လာတယ်နော်အဲ့တော့ပထမအဆင့်မှာသိဖို့လိုတာကငါဟာဒီပုဂ္ဂိုလ်တဦးတယောက်ဘယ်သူဖြစ်ဖြစ်ပေါ့နော်ဇနီးလင်မယားဖြစ်ခြင်းဖြစ်မယ်တာသမီဖြစ်ခြင်းဖြစ်မယ်ဆရာတစ်ပည့်ဖြစ်ခြင်းဖြစ်မယ်တငယ်ချင်းဖြစ်ခြင်းဖြစ်မယ်လုပ်ဖော်ကံဖြစ်ခြင်းလည်းဖြစ်မယ်ဘာမှမသိတဲ့လူဖြစ်ခြင်းလည်းဖြစ်နော်အဲ့တော့သူ့ပုံမှာကိုကမေတ္တာထားနေတယ်လို့မေတ္တာအစစ်အမှန်နဲ့ဆက်ဆံနေတယ်လို့ကိုကထင်ထားရကနေအချင်းချင်းမှာအကြောင်းတိုက်ဆိုင်မှုတစ်ခုခုရှိလာလို့မေတ္တာမထားနိုင်တော့တဲ့အခါမှာအဲ့ဒီစိတ်ကိုတေးသေးချာချာပြန်ကြည့်လိုက်ဖို့အဲ့ဒါအမှန်တန်ရေးကြည့်တယ်အဲ့ဒါမလုပ်လို့မဖြစ်တကယ်စစ်မှန်တဲ့မေတ္တာထားနိုင်တဲ့သူဖြစ်လာဖို့အရေးမှာဒီ step က first step ပထမခြေလှမ်းငါမေတ္တာမထားနိုင်သေးဘူးငါမေတ္တာညှို့နှင်းချက်ပါနေအကြောင်းမစစ်ဘူးအဲ့ဒါကိုအရင်သိဖို့နော်အဲ့တော့အဲ့လိုမသိပဲနဲ့ကိုယ်စိတ်ထဲမှာအတူကြီးဖြစ်နေတော့အစစ်လို့ထင်နေအစစ်ဘယ်တော့မှမရဘူးဒီချက်ကအမှန်တန်ရေးကြည့်တယ်နော်သူတစ်ပါးစီကစစ်မှန်တဲ့မေတ္တာကိုရဖို့ဟာအရေးကြီးတယ်လို့နော်ကိုကစစ်မှန်တဲ့မေတ္တာပေးနိုင်ဖို့ကလည်းအမှန်တန်ရေးကြည့်တယ်ဒီနှစ်ခုမှာဘယ်ဟာကကိုယ့်အတွက်အကျိုးပိုများတယ်လို့ထင်ပေးနိုင်တာကပိုအကျိုးများတယ်ဒါပေမဲ့လူတော်တော်များဟာအချစ်ခံကျင်တာပဲများကြတယ်ကိုကတကယ်မချစ်တော့တကယ်မပေးနိုင်တကယ်ပေးနေတဲ့ခါမှာပေးနေတဲ့ကိုယ်စိတ်ကကိုယ့်အတွက်အမှန်တန်ကျဉ်းနှံ့မှုကိုပေးအမှန်တန်အေးချမ်းမှုကိုပေးစိတ်ကိုအမှန်တန်လေးမြတ်သွားစေတယ်အမှန်တန်မြင့်မြတ်သွားစေတယ်လွတ်လပ်မှုလည်းအများကြီးဖြစ်သွားတယ်ဘာမှနှောင်ကြိုးမပါဘဲနဲ့လူတယောက်ကိုပေးလိုက်ရတာကိုယ့်ရဲ့လွတ်လပ်မှုသူ့အတွက်ကောလွတ်လပ်မှုရှိတယ်အဲ့တော့တကယ်မြတ်တဲ့အစစ်ဟာနှစ်ဦးစလုံးကိုလွတ်လပ်စေသူလည်းလွတ်လပ်တယ်ကိုလည်းလွတ်လပ်တယ်လုံးဝအနှောင်ဖွဲ့မရှိသူ့စီကတစ်ခုခုကမျောလင်းလိုက်ပြီဆိုရင် तू မလွတ်လပ်တော့ဘူးနော် तू ကကိုယ့်လိုကြတစ်ခုခုလုပ်ပေးရတယ်နော်ကိုကရောဒါကိုမျောနေရမျောလင့်နေရတယ်နှစ်ယောက်စလုံးမလွတ်လပ်တော့မေတ္တာစိတ်ကနှစ်ဦးစလုံးကိုလွတ်လပ်စေ Their unconditional love allows them to love without concern for themselves သူတို့ရဲ့နှောင်ကြိုးမပါတဲ့မေတ္တာအဲ့ဒီမေတ္တာကြောင့်သူများကိုချစ်တဲ့နေရာမှာကိုယ့်အတွက်ထည့်မစင်တာ without concern for themselves သူကလွတ်လပ်တဲ့လူတယောက်ဖြစ်သွားတယ်သူကသူတရားကိုခွဲသွားရင်ဘယ်နဲ့လုပ်နောက်မှအားကိုးရမယ်ဖြစ်တယ်နော်အားငယ်တော့ကြောက်တော့နော်တကယ်ချစ်တဲ့လူကအဲ့လိုကြောက်သူဟာသူနော်ခုနပြောလို့ financially လည်း independent ဖြစ်သွားတယ်နော် emotionally လည်း independent ဖြစ်သွားတယ် psychologically လည်း independent ဖြစ်နေတယ် intellectually လည်း independent ဖြစ်နေတယ်ကိုယ့်ပေါ်မှာလုံးဝမိခိုးဖို့အားကိုးဖို့မလိုတော့ဒါ
ရာခိုင်နှုန်းပြည့်သူဟာသူ့တစ်ချော့ပေါ်သူရက်တည်နေသူဖြစ်သွားပြီအဲ့လိုဖြစ်သွားရင်ငါ့ကိုအားကိုးဖို့မလိုတော့ဘူးသူ့ဘဝမှာငါမလိုအပ်တော့လူတော်များအဲ့ဒါကိုကြောက်ငါမရှိရင်နေလို့မဖြစ်ဘူးဆိုတာလေးကိုသိလို့ချင်တာငါမရှိရင်လည်းနေလို့ဖြစ်တယ်ဆိုရင်ကိုမကြိုက်တော့ဘူးအဲ့ဒါကိုသဘောမကျအဲ့ဒါလက်မခံအဲ့ဒါဟာသိအားငယ်စရာဖြစ်သွားနော်အဲ့တော့ငါမရှိတဲ့သူနေလို့ဖြစ်တယ်ဆိုရင်ငါမှအားငယ်စရာဖြစ်သွားပြီဆိုရင်ငါဟာအားငယ်တတ်တဲ့သူဖြစ်နေအားငယ်တတ်တဲ့သူဟာချစ်တတ်တဲ့သူဖြစ်ဖို့အများကြီးလိုသေးတယ်အများကြီးဝေးသေးတယ်နော်ဒါကြောင့်ကိုယ်တိုင်ကအားမငယ်တတ်တဲ့သူကိုယ်တိုင်ကကိုအားကိုနေတဲ့သူအစစအရာမှာကိုချစ်တော့ပေါ်ကိုရတဲ့နေတဲ့သူဖြစ်လာမှသာသူတစ်ပါးကလည်းပဲအဲ့ဒီတိုင်းပြီးနေအဲ့တော့တကယ်သိချစဉ်းစားကြည့်တော့ဘယ်အချိန်မှလူတယောက်နဲ့တယောက်ကတကယ်ချစ်တဲ့သူဖြစ်မလဲဆိုတော့သူလည်းသူ့အားသူကိုနေတဲ့သူကိုလည်းကိုအားကိုနေသူမရှိလည်းပဲကိုယ့်ဘဝကိုအဓိပ္ပာယ်ရှိရှိကြည်ကြည်နက်ပြည့်ပြည့်စုံစုံနေသွားနေတဲ့သူကိုမရှိလည်းပဲသူ့ဘဝကိုသူ့ဟာနဲ့သူအဓိပ္ပာယ်ရှိရှိကြည်ကြည်နက်နက်ချမ်းသာတာနေသွားနေတယ်အဲ့ဒီလူနှစ်ယောက်ကတယောက်ကိုတယောက်ချစ်တယ်ဆိုရင်အင်မတန်ချစ်တာတကယ်စစ်မှန်တဲ့ချစ်လို့ပြောလို့ရတယ်တော့တကယ်မေတ္တာအစစ်ဆိုတာ independent ဖြစ်တယ်လို့နှစ်ယောက်မှာဖြစ်နေတော့ကိုသားသမီးပဲဖြစ်ဖြစ်နော်ကိုကပြုစုပေးတယ်ပြုထောင်ပေးတယ်တဖြည်းဖြည်းကြီးလာတယ်ပညာတွေသင်တယ်တက်လာတယ်လုပ်ရည်ကန်ရည်တွေစဉ်းစားလာတယ်ပြုခေါ်လာတယ်သူမှအများကြီးတိုးတက်လာတယ်တဖြည်းဖြည်းအလုပ်ကန်လုပ်တယ်ပတ်စံတွေပါတွေသူရှာနိုင်တယ်ကိုယ်ပိုင်အလုပ်ဖြစ်ချင်လည်းဖြစ်မယ်နော်တခြားတစ်ခုခုဌာနတစ်ခုမှာလုပ်ပြီးတော့ဖြစ်ချင်လည်းဖြစ်မယ်နော်နောက်ဆုံးသူ့အိုသူ့အိမ်နဲ့သူ့ဟာသူရက်တည်နေသွားတယ်အဲ့ဒီအချိန်မှာအဲ့ဒီသားသမီးနဲ့အဲ့ဒီမိဘဟာ dependent ဖြစ်တဲ့မြတ်တာမဟုတ်တော့ independent ဖြစ်တဲ့မြတ်တာဖြစ်သွားအဲ့ဒီအချိန်မှာသားသမီးနဲ့မိဘ relationship ပုံစံလည်းပြောင်းသွားတယ်မိတ်ဆွေကောင်းပုံစံပြောင်းသွားရတယ်and without necessarily being loved in return အဲ့ဒီချက်ကပို့တော့ရည်ကြည့် their unconditional love allows them to love without concern for themselves နော်ကိုယ့်ဘကိုထမ်းတွေ့ဘူးနော် and without necessarily being loved in return နောက်ပြန်ချစ်မှာပဲဆိုတော့ညွှန်ချက်တော်ထားတယ်နောက်ပြန်မချစ်လည်းကြည့်အဲ့လိုစိတ်ထားတဲ့လူမှာ तू ဘလောက် independent ဖြစ်မယ်စဉ်းစားကြည့်ငါကသူ့ကိုမှမှန်ကန်ကန်မေတ္တာစိတ်နဲ့သူ့အတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေကိုငါဆောင်ရွက်ပြီးအကူအညီပေးလိုက်တယ်နောက်ဆုံးငါ့ကိုပါအားကိုဖို့မလိုတော့တဲ့သူတယောက်ဖြစ်လာအောင်သူ့အားသူကိုယ်နိုင်သူတယောက်ဖြစ်လာအောင်ငါအထောက်ပံ့ပေးလိုက်တယ်နောက်ဆုံး तू ကငါ့ကိုမလိုတော့တယ်तू ငါ့ကိုပြန်ချစ်မှာပဲလို့တော့မှာနည်းနည်းဘလောက် free ဖြစ်သွားလဲဆိုတာကြည့်နော်နောက်ဆုံးအဆင့်မှာအဲ့ဒါတော့မမျှော်လင့်တော့ getting a return on their love is not what matters to them ကိုကသူ့ကိုချစ်လို့သူ့စီကတစ်ခုခုပြန်ရဖို့ဆိုတဲ့မျှော်လင့်ချက်ကသူ့အတွက်တည်းအဲ့ဒါရေးမကြည့်တော့ not what matters to them truly unconditional love is both free and freeing နော်ဒါအခုနပြောတဲ့တော့အတိပဲနော်ပါသွားပြီနော်တကယ်ကိုစစ်မှန်တယ်ဘာမှပြန်ပြီးတော့မမျော်လင့်တဲ့နော်မေတ္တာဟာအဲ့ဒီမေတ္တာစိတ်ကလည်းလွတ်လပ်နေတယ်လို့အဲ့ဒီမေတ္တာကိုပေးလိုက်ရတဲ့ခံရတဲ့လူဖို့လည်းပဲလွတ်လပ်တယ်အဲ့တော့ဒီအချက်ကိုတေချာကိုလေးလေးနဲ့စဉ်းစားစီတယ်နော် both free and freeing they are free to love or not သူချစ်တယ်ဆိုရင်လည်းလွတ်လပ်ချစ်တာမချစ်ရှင်လည်းမချစ်ဘဲနေရုံပဲရှိတာဒါအတင်းကြပ်ကြီးအမိတ်နဲ့ပေးလို့ရတဲ့ကိစ္စမဟုတ် and others are free to respond or not သူတစ်ပါးကလည်းသူကမေတ္တာစေတနာနဲ့ကူညီပေးတာဆောင်ရွက်ပေးတာကိုပြန်ပြီးတော့တုံ့ပြန်ခြင်းလဲတုံ့ပြန်ပါမတုံ့ပြန်ခြင်းလဲနေပါကိစ္စမရှိဘူး others are allowed to grow on their own terms သူတစ်ပါးဟာသူ့ဟာနဲ့သူ့ဘဝသူ့အခြေအနေသူ့ personality သူ့ပါရမီအလျောက်ကြီးပွားသွားမှာပဲနော်အဲ့ဒါကို तू ကခွင့်ပြုနိုင်တယ်ဒီလိုခွင့်ပြုနိုင်မှုတော်ခဲရင်လည်းနော်အလုံးခဲရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားလိုက်ပြီးဘုံကကိုဘဝကိုခံစားချက်ကလေးကိုပြန်တတိရတယ်နော်ဆိုတော့ပုံမလင်းပဲတိပိသားကိုပဲပြောရမယ်ဆိုဒီဘုံကမိဘတွေကဗုဒ္ဓဘာသာမဟုတ်ဘုံကဝါနာပါလာလို့ကိုယ့်ကိုစားပြီးဖတ်ရှင်လေးလိုက်နေကိုယ့်ကိုဗုဒ္ဓဘာသာဘက်ကိုစိတ်ဝင်စားရတယ်မကောင်းတာလည်းတစ်ခုမှမလုပ်ဘုရားဘာသာတရားမှာမကောင်းမှုအားပြည့်ချက်မှမ
ခဏမိဘနဲ့ရံဖြစ်တယ်ရံဖြစ်တဲ့မင်္ဂလာတုတ်တို့ဘာလို့ထိုးပြီးပြရတယ်ဒီမှာဖတ်ကြည့်ဒီချက်မှာမကောင်းတာဘာပါပြစမ်းမှာတစ်ခုလောက်မကောင်းတာပြအဲ့ဒီမကောင်းတာကိုပယ်လိုက်မယ်ကံဟောက်မှာပါတယ်နော်မာတာပိတုဥပဋ္ဌံမိဘဆိုတော့ဒီတစ်ချက်ထဲနဲ့ပဲတော်တော်နိုင်သွားတာနော်မိဘကိုလှုပ်ကြည့်အောင်လို့ပါတယ်မကြိုက်ဘူးလားမကြိုက်ရင်ပြောလို့အဲ့ဒါဒီအချက်ကိုပြောင်းပြန်လှန်လိုက်အဲ့လိုကြောက်လဲသူတို့ကမတတ်နိုင်ဘူးဒါပေမဲ့လွတ်လောက်ခံမပေးဘူးအဲ့တော့ကိုယ် own terms နဲ့ကိုယ့်အကူကြီးပွားသွားတာကိုမပြုတ်နိုင်ဘူးသူတို့ terms အတိုင်းကြီးပွားမှကြိုက်တယ်နော်သူတို့ကသင်ဆိုတာကိုသင်သူတို့ကလှုပ်ဆိုတာကိုလှုပ်နော်ကိုယ်အစွမ်းစကိုယ်ဝါနာနဲ့ကိုယ့်အကူလှုပ်ကြံပြီးတော့လွတ်လပ်သွားတာကြီးပွားသွားတာကိုမပြုတ်နိုင်ဘူးတနာတော့အမှန်တနာပါလေနော်ဘာလို့လဲဆိုတော့ဒီဖုံဖုံရဲ့မိဘတွေကဒီဖုံဖုံကြောင့်တော်တော်ဒုက္ခရောက်တယ်ဒီလိုသားမျိုးမွေးထားတာမတတ်တာနော်အမှန်တန်စောရကတက်တာများတယ်စကားနဲ့ဆိုရင်တော့ဘလို့မှမရလှည့်ပတ်ပြီးတော့ရတဲ့နည်းနဲ့ပြန်ပြောတာနော် even if it means that they will grow away ကိုကသူ့ကိုချစ်တယ်ဆိုရင်သူ grow up ဖြစ်အောင်လည်းမကောက် grow away ဖြစ်သွားလည်းပဲကိစ္စမရှိဘူးတဲ့အတိတ်ပဲကသူ့ဟာသူလောက်ကင်ကြီးပွားသွားပြီးတော့နောက်ဆုံးကိုယ်ကိုခွဲခွာပြီးတော့ဝါးလိုက်လည်းပဲသွားပါစေနော်ဥပမာတချို့သားသမီးကြီးလာတဲ့ခါမှာဘဝအပေအခြေအနေရသူ့နိုင်ငံညထွက်သွားတဲ့ခါရှိသွားပါစေမပြုတ်နေနော်ဒီလိုမှမဟုတ်လည်းပဲဒါကတော့ရုပ်ပိုင်းခန္ဓာကိုယ်အရာနော်ခန္ဓာကိုယ်အရာတဘာကိုတိုင်းတဘာကိုထွက်ခွာသွားတယ်နော်ဒါလည်း grow away နော်အတွေ့အခေါ်အတိအမြင်ည grow away ဖြစ်သွားရင်နော်ပြောနိုင်တယ်နော်ကိုသိတဲ့ကိုလက်ခံထားတဲ့အတွေ့အခေါ်အယူဆဘာသာတရားကိုသူကလက်မခံတော့ပဲနဲ့သူ့ဉာဏ်နဲ့သူ့အတူရှာဖွေပြီးတော့သူမှန်တယ်ထင်တာကိုလှုပ်သွားတဲ့ခါမှာလည်းပဲအသိဉာဏ်ပိုင်းဆိုင်ရာမှာ grow away ဖြစ်သွားတယ်ကိုနဲ့သူနဲ့တခြားစီဖြစ်သွားဝေးသွားတယ်လက်ခံနေတယ် They always remember that it is an immense privilege for others to allow them to be part of their lives, a gift others bestow on them, not something they can rightfully claim for themselves. ကိုကသူတစ်ပါးကိုအကူအညီပေးခွင့်ရတာကိုပဲဒါဟာကိုယ့်အတွက်လက်ဆောင်ကြီးတစ်ခုရလိုက်တယ်လို့ပဲမှတ်လိုက်တယ်ရပိုင်ခွင့်တစ်ခုလို့ယူဆအမတန်ဘယ်လိုပြောမလဲထားဖို့ရခဲရင်တဲ့ဘောထားတစ်ခုလို့ဆိုရမှာနော်အမတန်လေးနဲ့အင်တာမြင့်မြတ်တာပဲနော်ဒီသဘောထားမျိုးကိုလေးလေးနဲ့စဉ်းစားပြီးထားသင့်တယ်နော်အထူးသဖြင့်ဒီဗုဒ္ဓဘာသာတရားကိုတကယ်နဲ့လေးလာလိုက်စားတဲ့လူသိတဲ့လူဆိုရင်သဘောပေါက်ဖို့မခဲရင်ဘူးနော်အဲ့တော့ဥပမာတစ်ခုဆိုပါတော့ခဏပြောနေလို့ဘဝတန်တရားရဲ့အင်တန်ရှည်တော့မိဘတစ်လက်သားသမီးတစ်လက်ဖြစ်တဲ့ခါလဲရှိတယ်နော်အဲ့ဒါလိုဖြစ်တဲ့လူတွေအများကြီးတွေ့ရတယ်မကြပြန်တွေ့ရတယ်အရင်ဘဝကသူ့အဖေကဒီဘဝမှာသူ့သားဖြစ်အချမ်းပြောနဲ့ဒီဘုံမန်းလေးရောက်ရင်တဲတဲ့ဘုန်းကြီးကျောင်းကကျောင်းတကာကြီးစုံသွားပြီးတော့သူ့သမီးအကြီးဆုံးစီမှာပဲကလေးပြန်ဖြစ်တယ်အဲ့တော့သူကိုယ်တိုင်ကအဖေဘဝတုန်းကဒီသားကိုသူပြုစုထောင်ခဲ့တယ်နော်အခုဒီသားကိုသူအဖေပြန်တော်ရတယ်အဲ့တော့အဲ့ဒီသားအနေနဲ့သူလို့စဉ်းစားမယ်အခုငါသားအရင်ဘဝတော့ငါကိုလုံးကသူငါ့ကိုပြုစုခဲ့တယ်အခုငါသူ့ကိုပြန်ပြုစုရတယ်နော်စဉ်းစားကြည့်စမ်းအခွင့်အရေးတစ်ခုရတယ်မတူဘူးနော် privilege တစ်ခုနော်ငါ့ကိုသူပြုစုခဲ့ရတာကိုအခုငါပြန်ပြီးတော့ပြုစုခွင့်ရပြီအဲ့တော့မမှတ်မိလို့ကနေမှာပါတယောက်နဲ့တယောက်ကတော့တော်ခဲ့ကြတာကြီးနော်အဲ့တော့ကိုယ်နဲ့ပတ်သက်လာတဲ့ခါမှာသူ့ကိုကအကူအညီပေးခွင့်ရတာဟာကိုယ့်အတွက်ဒါအခွင့်အထူးတစ်ခုရတာပါရပိုင်ခွင့်တစ်ခုမဟုတ်ဘူးစဉ်းစားကြည့်စမ်းပါနော်အမတန်တိမ်မွေ့နဲ့နဲတာပါဒီသဘောထားအမတန်ကြီးကျယ်အမတန်မြင့်မြတ်တဲ့သဘောထားပါအဲ့တော့သူတစ်ပါးကိုကူညီခွင့်ရတာကအမတန်ကြီးမားတဲ့ gift လက်ဆောင်ကြီးတစ်ခုရတယ်လို့ပါငါကအကူအညီပေးလိုက်ရလို့သူ့ဘဝကိုငါပိုင်သွားပြီငါထားရမှန်းလေဒီလိုသဘောထားမျိုးမထားသင့်ဘူးအဲ့လိုကူညီခွင့်ရလိုက်တာကိုပဲကျင့်တတ်နေပါ They are as altruistic as human beings can be လူသားတယောက်အနေနဲ့အများအကျိုးကိုကျိုးလုံးဝမပါဘဲနဲ့အများအကျိုးကိုဆောင်ရွက်နိုင်တဲ့နေရာမှာ
အစွမ်းကုန်ပါဒီသဘောထားမျိုးထားနိုင်သွားရင်ဒါအစွမ်းကုန်ဖြစ်သွားနော်တာသမီတော်မှဘယ်ဘဝကငါကျေးဇူးရှင်မှမသိဘူးနော်ခုဘဝငါတာသမီဖြစ်လာငါတို့ကိုပြုစုပြုထောင်ခွင့်ရပြီကျင့်ဆရာကောင်းလိုက် They are unself-conscious about their goodness ငါကျေတော်လူငါတဲကောင်းတဲ့လူလို့ငါအင်တာမေတ္တာကရုဏာကြီးတယ်မေတ္တာရှင်ကြီးလို့သူတို့အဲ့လိုမတွေးဘူးနော်ဒါလောက်မေတ္တာကြီးပါရဲ့နဲ့ကိုယ့်ကိုယ်ကိုမေတ္တာရှင်ကြီးဆိုတဲ့ဂုဏ်သူတို့မရှိဘူး unself-conscious about their goodness not letting their right hand know what their left hand is doing နော်ကိုယ်ဘယ်လက်ကလှုပ်တာကိုညာလက်ကိုမသိအောင်လှုပ်လိုက်တယ်သဘောအကုန်မပေါ်ဘူးနော်ကိုကမေတ္တာထားတယ်ကိုကအကူအညီပေးတယ်ဒါပေမဲ့အဲ့ဒါကိုလူသိအောင်မလုပ်ဘူးဘုံမပေါ်လိုက်ဘူးရတော့ဖြစ်တော့အတိမတ်ပြတော့ခံကျင်ကြတာပဲနော်ငါအများကျဆောင်ရတဲ့သူငါအများပုံမှာစစ်မှန်တဲ့မေတ္တာနဲ့ကူညီပေးတဲ့သူအဲ့ဒါလို့ငါ့ကိုအများအတိမတ်ပြကြငါ့ကိုဂုဏ်ပြုကြဆိုတာမျိုးမျောနေမိတတ်တယ်ဒါပေမဲ့တကယ်မေတ္တာစစ်မှန်တဲ့သူအဲ့ဒါကိုတော့မှမမျောလင့်ဘူးတော်ကြီးကျယ်တဲ့စိတ်နေသဘောထားပါ They have immense reservoirs of goodwill သူတို့ရဲ့မေတ္တာစေတနာတွေအင်မတန်ကြီးမားကုန်ခမ်းမသွားနဲ့ reservoir ဆိုတာကိုရေဂါတာကြီးနဲ့ရေလောင်ထားတယ်လို့နော်အင်မတန်အများကြီးရှိနေတယ်အကုန်နဲ့မခန်းနိုင်အောင်ရှိ and are absolutely delighted to the good fortune of others သူများမှာအစဉ်ပြေသွားတယ်ဆိုရင်သူတို့ကအင်မတန်ဝန်တာတဲ့သူနော်မုဒိတာနော်မေတ္တာကရုဏာတွေမကောက်မုဒိတာအင်တန်ကြီးမားတယ်သူကသူအစဉ်ပြေနေလည်းပဲဝန်တာမှာပါနော်ကိုကအကူကြီးပေးလိုက်ရလို့အစဉ်ပြေသွားတယ်ဆိုရင်လည်းပဲအင်မတန်ဝန်တာပြီးကျင့်တတ်တယ်အဲ့ဒီမှာသူကျင့်တတ်မှုကလမ်းဆုံးတယ်တုံ့ပြန်မှုမမျှော်လင့်တော့နောက်ထပ်ဘာမှမလုပ်ငါလုပ်ပေးတယ်လို့ငါအကူကြီးပေးလိုက်လို့သူအစဉ်ပြေသွားပြီဝန်တာလိုက်တာပြီးပြီအဲ့နေရာတွေမပြီးသွားThe attitude is that good is to be done သူရဲ့သဘောထားဟာလုပ်တဲ့တာကောင်းတာလုပ်လိုက်ရမယ် No matter who does it or who gets the credit for it ဘယ်သူလုပ်တယ်ဘယ်သူကနာမည်ကောင်းရသွားတယ်ဆိုတာအရေးမကြီးဘူးတရားရောက်အကျိုးရှိသွားပြီပြီးတာနော် Their intentions and actions are purely directed toward the good of the other with no ulterior motives သူတို့ရဲ့သဘောထားနဲ့သူတို့ရဲ့အပြစ်မှုဟာအများကျိုးရှိတယ်ကိုကျိုးကိုဘာမှပြန်မငဲ့ကွက်ဘူး The more they give of themselves the more there is to give သူတို့ရဲ့မေတ္တာကရုဏာကြီးအများကျိုးဆောင်ရွက်မှုတွေများပေးလေလေသူတို့မှာပေးစရာကများလာလေလေပေးလိုက်လို့ကုန်သွားတယ်လို့မရှိအဲ့လိုပေးနေတယ်အခုပြောရင်လည်းပြုံးနဲ့တစ်ခုသွားတတိရတယ်ဗုဒ္ဓဘာသာတော့မဟုတ်ဘူးနော်ခရစ်ယာန်ဘာသာတွေက Mother Teresa ဆိုရင်ကြားဘူးလားမသိဘူးအသက်ရွယ်ငယ်လေးတွေကနော်ခရစ်ယာန်သီလရှင်တွေပေါ်ကနေကြတယ်အိန္ဒိယနိုင်ငံအဲ့ဒီကာလကတ္တာနာမှာတယ်နော်ကာလကတ္တာမှာကိုကျိုးစွန့်ပြီးတော့နော်လမ်းပေါ်မှာလဲနေတဲ့လူငွားတွေကိုတည်ပို့ပြီးတော့နော်အရေးအဝါသားရှိနေတော့ဖို့ပြုစုတောင်းပြီးတော့ तू ကလိုက်တောင်းရတယ်လိုက်တောင်းတာမှတော့မှသူ့ကိုဆဲလုပ်တဲ့လူတွေရှိတယ်မောင်းလုပ်တဲ့လူတွေရှိတယ်။ရသူ့မှာလည်းရှိလို့မှမဟုတ်ဘူး။လိုက်တောင်းပြီးတော့အစားအစာကျွေးဆေးကုပ်ပေးတယ်။လမ်းမှာဆွန့်ပစ်ထားတဲ့ကလေးတွေကောက်ပြီးတော့မွေးစားတယ်။မွေးပေးတယ်။အဲ့တော့နှစ်ပေါင်းများစွာကြာတော့လည်းပဲသူ့ကိုတော့အတိမတ်တော့ကြည့်လာတာပါနော်။သူ့ Nobel ဆုတွေပါပြီးတယ်လို့ကြားတယ်။ပြီးထိုက်ပါတယ်။သို့တော့သူကိုယ်တိုင်ကတော့ဒီ Nobel ဆုလို့ခြင်းလို့လုပ်တယ်။ The more revered they are revered ဆိုတာအများရဲ့လေးစားမှုကြီးညိုမှုမျက်နှိုးမှုပူဇော်မှုဒါတွေပေါ့နော်အဲ့တော့သူတစ်ပါးတွေကသူတို့ကိုပို့ပြီးတော့မျက်နှိုးလာလို့ပူဇော်လာလို့ရှိရင်လည်းပဲအဲ့လိုပူဇော်တာမျက်နှိုးတာအယုဒ္ဓေပြုတာများလေလေ the more humble they become မာနကြီးမသွားဘူးနော်ပို့ပြီးတော့မာနကိုနှိမ့်ချငါကအလုပ်ကျွေးပြုနေတဲ့လူစိတ်ထိုင်ငါပြည့်စုံခွင့်ရတာကိုပဲငါကျင့်တတ်ပါအများကိုအမွှန်းတင်နေတာကိုမမျှော်လင့်ဘူးနော်ခေါင်းပေါ်တင်ထားတာကိုမလို့ခြင်း The more power people give them in their lives အဲ့ဒါလို့ဘာမှကိုကျိုးမမျှော်လင့်မနဲ့သူတစ်ပါးရဲ့ဘဝကိုချုပ်ချယ်လို့တဲ့
မျောလင်းချက်မျိုးမထားပဲနဲ့လွတ်လွတ်ကျွတ်ကျွတ်မေတ္တာစေတနာအစစ်မှန်တဲ့အကူအညီပေးတဲ့လူကိုတခြားလူတွေကပိုတောင်းမှဘဝထဲမှာနေရာပေးတယ်ပို့ပြီးတော့တိုင်ပင်တယ်ပို့ပြီးတော့အသိမှတ်ပြုအဲ့ဒါကိုပြောတာနော် the more power people give them in their lives ကိုယ့်ဘဝမှာသူ့ကို power တွေအများကြီးပေးထားတာအဲ့လိုပေးလေ the less they want အဲ့ဒီ power ကိုသူတို့မလိုချင်ဘူးနော်အဲ့တော့သူတစ်ပါးရဲ့ဘဝမှာအရေးပါတဲ့လူတစ်ယောက်ဖြစ်ပြီးတော့လွှမ်းမိုးခွင့်ခြေလှယ်ခွင့်ရတာကိုသူတော်များကြိုက်တယ်နော်အထူးသဖြင့် powerless ဖြစ်တဲ့လူဟာသူတစ်ပါးဘဝကိုခြေလှယ်ရတာကိုပိုကြိုက်တယ်ကိုက power မရှိတယ်လို့စွမ်းရည်တတ္တိမရှိတယ်လို့တနည်းအားဖြင့်အားငယ်တဲ့စိတ်ရှိတဲ့လူဟာသူတစ်ပါးကိုနိုင်ခြင်းတယ်သူတစ်ပါးကိုနိုင်လို့ရသွားရင်သူနည်းနည်းအားတက်ဒီအခုလိုပြောတဲ့လူကတော့သူတစ်ပါးက power ပေးလာတာတောင်မှသူမလို့ခြင်းသူတစ်ပါးကအနိုင်ယူခြင်းသူတစ်ပါးဘဝမှာသွားမိုးခြင်းနဲ့စိတ်ချဲလဲခြင်းနဲ့စိတ်လုံးဝမရှိဘူးတကယ်စစ်မှန်တဲ့ကြီးမားတဲ့မြတ်တာthe less they think about themselves သူတို့ကိုသူတို့ဘလောက်ဂုဏ်ရှိတဲ့လူဘလောက်ကြီးကျယ်တဲ့သူဘလောက်မေတ္တာကြီးတဲ့သူစသဖြင့်ဒီလိုမတွေးဘူးနော်အဲ့လိုကိုယ့်ဂုဏ်ကိုကိုယ်မဖော်လေ the more others love them ကိုယ့်သူတစ်ပါးကကိုချစ်လေနော်အဲ့တော့ကိုယ့်ကိုချစ်စေခြင်းလို့မရမကချစ်အောင်လိုက်လုပ်လေမချစ်လေနော်ကြာရင်လူတွေကတိလာတာသူဒါတွေလိုက်လုပ်ပေးနေတာအမှန်တော့ငါ့ကိုတနည်းနည်းနဲ့နိုင်ထားခြင်းငါ့ကိုမလွတ်လပ်အောင်လုပ်နေတယ်မလိုအပ်ပဲနဲ့အကူအညီတွေအများကြီးပေးတာရှိတယ်မလိုအပ်ပဲနဲ့ပေးလေအနောင်ဖွဲ့အကြီးလာလေမလိုချင်လေပဲနော်အဲ့တော့တချို့လူတွေပြောတာကြားဘူးလေငါမှတော့သူတို့ကိစ္စကိုတခါတည်းနေမအားညအမှလည်းလုပ်ပေးနေရတာနော်ပြီးတော့အခုကြည့်သူတို့ငါ့ကိုဘယ်လိုပြောပြန်လဲငါကြတော့သူတို့ကဘယ်လိုပြစ်ထားတာမောစလာလို့တော့မမေးလိုက်ဘူးသူတို့ညှော်လင့်နေတာကိုနော်သူတို့ဘဝမှာကိုကအရေးပါခြင်းအတိတ်ပဲရပါတယ်လို့စေတနာမမှန်လို့ပါနော်စတိတ်ရှင်းတာပဲနော်အဲ့တော့တတိထားကြည့်ပါသူများကိုကိုကအကူအညီပေးပြီးမှစိတ်ပြည့်ရပြီဆိုရင်ငါစိတ်ပြည့်ရတာငါစေတနာကိုကမဖြူစင်လို့မတန့်ရှင်းလို့စေတနာမမှန်လို့ငါသဘောထားမမှန်လို့ပါနော်သူ့ဘက်ကကျေးဇူးမတိတတ်တာတော့မှန်ပါတယ်နော်ဟိုတစ်ဖက်သားကျေးဇူးမတိတတ်ဘူးဆိုတာတော့မမှားနိုင်ဘူးနော်ဒါဆိုကျေးဇူးတိတတ်ဖို့ဆိုတော့တော်တော်ခဲရင်ပါတယ်သို့တော့ကိုကစိတ်ပြည့်ရတယ်ဆိုတာကိုကသူ့စီကအဲ့ဒီကျေးဇူးတိတတ်တယ်ဆိုတာလေးကိုကိုကျေးဇူးရှင်ဆိုပြီးတော့နေရာပေးတာလေးကိုလိုချင်နေလို့ပါ emotionally attuned to other people they are the most empathetic of the personality types ဒီလိုမေတ္တာကရုဏာကြီးတဲ့လူဟာသူက emotionally သူများရဲ့စိတ်ကို tune လုပ်လို့ရတယ်နော်သိ sensitive ဖြစ်တယ်နော်ဥပမာ radio အတန်ဖမ်းတယ်လို့ပဲအဝေးကလွှင့်တဲ့အတန်ကိုသူ tune လုပ်ပြီးတော့ဖမ်းလို့ရတယ်နော်အဲ့လိုပဲအထူးသဖြင့်တရားအထုတ်တဲ့သူမေတ္တာကရုဏာကြီးတဲ့သူမေတ္တာဘာဝနာတို့ဘာလို့တကယ်မှန်မှန်ကန်ကန်ပွားနေတဲ့လူဟာသူတစ်ပါးကိုသူက tune လုပ်လို့ရတယ်သူစိတ်ထဲမှာဘယ်လိုများနေတယ်လဲဆိုတော့နည်းနည်းမှန်းလို့ရတယ်အဲ့တော့သူတို့ဟာကိုချင်းစာနိုင်တဲ့လူတွေထဲမှာတော့အားကောင်းဆုံးလူတွေဖြစ်နေနော် empathy is the quality of being able to feel with another person to experience his or her feelings as if they were your own အဲ့တော့ empathy ဆိုတာကကိုချင်းစာရဆိုတာကသူ့စိတ်ထဲကိုဝင်ပြီးတော့သူခံစားတယ်လို့ခဏခံစားကြည့်သူ့လောက်တော့ပြင်းပြင်းထန်ထန်ကြီးတော့မဟုတ်ဘူးနည်းနည်းတော့ခံစားလို့ empathy makes the feelings of others your feelings their needs your needs ကိုချင်းစားလိုက်လို့ရှိရင်သူ့ခံစားချက်ကိုကိုယ်ခံစားချက်လို့သဘောထားလို့ရတယ်သူ့ရဲ့လိုအပ်ချက်ကိုကိုယ့်ရဲ့လိုအပ်ချက်လို့သဘောထားလို့ရတယ် just knowing that someone else knows how you feel ကိုယ်မှာစိတ်ဆင်းရဲစရာတော့ကတစ်ခုခုဖြစ်နေတဲ့အခါမှာတခြားတစ်ယောက်ကငါဘယ်လိုခံစားနေရလဲဆိုတာ तू သိတယ်လို့အဲ့လိုသိတဲ့အခါမှာနော် that someone weeps with you cares about you takes your needs seriously and will do all he or she can do to help you is itself a source of great comfort in times of trouble ကိုချင်းစာမဲ့သူတယောက်ရှိတယ်ဆိုတာကိုမှဒုက္ခရောက်တဲ့အခါမှာစိတ်ကိုနည်းနည်းတက်တာစီတို့မဟုတ်ရင်လူတွေကတိတ်ပေါ်မဲ့တယ်လို့ထိချံဖြစ်တယ်နော်အားငယ်တတ်တယ် lonely အင်တန်ဖြစ်တယ်
တော့တယောက်ကိုတယောက်ကိုချင်းစာနိုင်ဖို့အင်တန်ရေးကြည့်ဒီကိုချင်းစာစိတ်တကယ်အားကြီးလာရင်လည်းပဲသူ့အကျိုးကိုဆောင်ရွက်ဖို့ရပို့ပြီးတော့လွယ်ပြီလားတော့ခဲရင်တော့ they are charitable and put a positive interpretation on everything emphasizing the good they find in others သူတို့ကအင်တန်စိတ်ကောင်းရှိလို့ဖြစ်တယ်သူများရဲ့ကောင်းကွက်ကလေးတွေကိုအမြဲတမ်းအသိမှတ်ပြုလို့ရှိတယ်နော်ကောင်းတာကိုပို့ပြီးတော့ emphasize လုပ်တယ်အားပေးတယ်နော်အဲ့တော့ psychology မှာသူ theory တစ်ခုရှိတယ်selective reinforcement လို့ခေါ်တဲ့ theory တစ်ခုရှိတယ်လူတစ်ယောက်မှာကောင်းတာလေးရှိရင်အဲ့ဒီကောင်းတာကိုခဏခဏပြောအဲ့လိုပြောအဲ့ဒီလိုပိုကောင်းတယ်လူတစ်ယောက်မှာအဆိုးရှိနေတယ်အဲ့ဒီအဆိုးကိုခဏခဏအပြစ်တင်ကြိုင်ဒီလိုပိုဆိုးလာတယ်ဒါပေမဲ့လူတော်ဘာဖြစ်တတ်တာဘလို့လဲဆိုးတာတွေ့ရင်အကျွေးမထားဘူးနော်ဟုတ်တာထက်ပိုပြီးတော့ချက်ပြီးတော့ပြောလိုက်မယ်ကောင်းတာတွေ့ရင်တော့မမြန်ဆောင်ပြနေတယ်မပြောတော့ဒါကိုသားသမီးတောင်ဒီလိုပဲဖြစ်တယ်နော်ကိုသားသမီးတော်တာကိုအတိမမပြုတ်ပဲနဲ့နည်းနည်းလေးဆိုရင်အဲ့ဒါကိုအပြစ်တင်မင်းအလကားကောင်မင်းလူဖြစ်မဲ့ကောင်မဟုတ်မင်းခွေးဖြစ်မဲ့ကောင်နော်မင်းအလွန်ပြင်းတဲ့ကောင်ပဲအလကားအချင်းဖြုံးနေတာပဲအဲ့လိုပဲသူ့ကိုပြောပါများတော့ तू က yes လို့ပြောလိုက်ကလေးတယောက်ကိုအဲ့လိုပြောပါများလို့ तू yes လို့ပြောလိုက်ပြီဆိုအတိတ်ပဲဘယ်လိုဖြစ်သွားပြီလဲဆိုတော့ तू လက်မှတ်ရသွားပြီတရားဝင်စိုးပိုင်ခွင့်ရှိသွားပြီနော်ဒီရင်တော့သူ့မှာတရားဝင်စိုးပိုင်ခွင့်မရှိအခုတော့မိဘကသူ့ကိုတေချာအတိမှတ်ပြုလိုက်ဘာကိုအတိမှတ်ပြုလဲဆိုတော့လူဆိုးလို့အတိမှတ်ပြုအဲ့တော့သူ့မှာတရားဝင်စိုးပိုင်ခွင့်ရှိပို့ပြီးတော့ဆိုးတော့ကောင်းစီခြင်းนี่ကောင်းတာကိုသိဒါမှမေတ္တာထားရရောက်မယ်နော်ဆိုးရလေးကိုအပြစ်ဒဏ်အလွန်ကျွံပေးလို့ရှိရင်မေတ္တာထားရမရောက်ဘူးချစ်ရမယ်နော်အပြစ်ဒဏ်အလွန်ကျွံပေးရင် punish လုပ်ရင်လိမ္မာမလို့ထင်တယ်မဟုတ်ဘူးမှားတယ် punishment ကမခံကျင်စိတ်ကိုပို့ပြီးတော့အားပေးနော်ပြန်ပြီးတော့ react လုပ်ဖို့အားပေးလို့ဖြစ်သူဆိုးတာလွဲတာမှားတာကိုအတားလေးလက်ခံလိုက်လို့ရှိရင်သူနောက်ထပ်ဆိုးဖို့ရမလိုအပ်တော့ကောင်းတဲ့ဘက်ကိုပဲသူအတားလေးလှည့်ပြီးလို့ကောင်းတာကိုပဲအတိမတ်ပြီးလို့ They are exceptionally thoughtful about the material, psychological, emotional or spiritual needs of others. တော့ဒီလူတွေကဒီလိုမေတ္တာကရုဏာကြီးရဲ့လူဟာသူတစ်ပါးရဲ့ material need ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်နော်အစအစာလိုမယ်အင်ဂျီကိုစားလိုမယ်သက်ဆိုင်လို့ဘာလို့လိုမယ်မိဘဆိုလည်းပဲအဲ့လိုပဲကြည့်ရမှာနော်လင်မယားဆိုလည်းပဲဒါကိုအတိထားရမှာလိုအပ်တာကိုဖြည့်ဆည်းပေးဖို့ psychological စိတ်ပိုင်းဆိုင်ရာသူမှဘာလိုအပ်တယ်သူကသူခိုင်မာတဲ့လူတစ်ယောက်ဖြစ်လာအောင်ထောက်ကူပေးရမှာနော် emotional need သူစိတ်ထဲမှာခံစားမှုတစ်ခုရှိတာကကိုကကိုချင်းစာပေးဖို့ဒါ emotional need တစ်မျိုးဖြစ်သွားတာနော်သူကိုယ်တိုင်သူ emotion ကိုသူဟာသူ control လုပ်နိုင်ဘူးသူစိတ်ကိုသူသိပြီးတော့ကြည်လင်အေးချမ်းအောင်နေတတ်ဘူး spiritual needs of others spiritual ဆိုတာပါနေသေးတယ်အဲ့ဒါထက်စနာအသိဉာဏ်နဲ့စိတ်ဓာတ်လေးနဲ့ယဉ်ကျေးမြင့်မြတ်တဲ့သူတယောက်ဖြစ်လာဖို့အတွက်ထောက်ကူပေးရမယ်အဲ့တော့သားသမီးချင်းတို့မို့လင်မယားချင်းပဲဖြစ်ဖြစ်ဆရာတစ်ပည့်ပဲဖြစ်ဖြစ်ငယ်ချင်းပဲဖြစ်ဖြစ်သူ့ကိုချစ်တယ်ဆိုရင်သူဟာပို့ပြီးတော့တည်ငြိမ်အေးချမ်းတဲ့သူပို့ပြီးတော့အသိဉာဏ်လေးနဲ့တဲ့သူပို့ပြီးတော့စိတ်ထားမြင့်မြတ်တဲ့သူဖြစ်လာအောင်ထောက်ကူပေးရမယ်အဲ့ဒီထီအောင်ရောက်ရမှာနော်အဲ့တော့သူတစ်ပါးကိုစိတ်နေသဘောထားအေးချမ်းတဲ့သူတည်ငြိမ်တဲ့သူလေးနဲ့တဲ့သူမြင့်မြတ်တဲ့သူဖြစ်လာအောင်ကိုကအထောက်ကူပေးရမှာဆိုတော့ကိုကရောအဲ့ဒါကိုကပါလောရတော့မှာနော်အဲ့တော့သူများကိုချစ်တတ်ဖို့ဟာဘယ်မှာတော့အခြေခံတယ်လဲကိုမှအခြေခံနေပြန်ပြီနော်ကိုယ်တိုင်တည်ငြိမ်အေးချမ်းလူလေးနဲ့လူချင်းချစ်တဲ့သူမြင့်မြတ်တဲ့သူဖြစ်မှသာအဲ့ဒါမျိုးသူတစ်ပါးကိုထောက်ကူပေးနိုင်တယ်အဲ့တော့တကယ်ချစ်တတ်တဲ့သူတယောက်ဖြစ်လာဖို့မှာဘလောက်တောင်းကြီးတယ်လေနော်ဘလောက်အရေးကြီးတယ်ဘလောက်လေးနဲ့တည်းစဉ်းစားဘူးကိုချစ်တတ်ဖို့လို့ဆိုကိုအသိဉာဏ်ကောစိတ်ဓာတ်ကောလေးနဲ့တည်းသူရင်းချစ်တဲ့သူမြင့်မြတ်တဲ့သူဖြစ်လာအောင်လုပ်ရမယ်ကိုကစိတ်အားငယ်တတ်တဲ့သူကြောက်တတ်တဲ့သူနော်ကိုစိတ်ဓာတ်နဲ့အသိဉာဏ်ကလေးနဲ့မြင့်မှုမရှိဘူးဆိုရင်အဲ့ဒါမျိုးသူတို့ဘာမှဖြစ်လာအောင်မလုပ်ပေးနိုင်လိထားဘူးနော်အဲ့တော့တကယ်ချစ်တတ်တဲ့သူဖြစ်ဖို့ဆိုတာကိုယ်တိုင်ကနော်ပြေးသွားတယ်ဖြစ်ရမယ်နော်လေးနဲ့တဲ့သူအေးချမ်းတဲ့သူရင်းကျက်တဲ့သူဖြစ်ရမယ်နော်
ကိုယ်ကရင်က mature ဖြစ်မှာသူတစ်ပါးရဲ့ maturity ကိုအထောက်အကူပေးနိုင်မယ်နော်ဒီချက်ကလေးတွေဟာလေးလေးနဲ့ထပ်ခါစဉ်းစားစေခြင်းတယ်နော်တကယ်လည်းပဲတဖြည်းဖြည်းကြိုးစားပြီးတော့အကောင့်တွေပေါ်သွားစေခြင်းနော်အဲ့တော့မေတ္တာဆိုတာခုနပြောသလိုပဲစာတော်အနိဒမ်းမှာပြောသလိုပဲအပြောများသလောက်တကယ်တော့မလွယ်လားနော်ဒါတကားကြီးတို့တကမာကြီးတို့တင်ပြောတာမဟုတ်ဘူးနော်ဒီဖုံဖုံကိုယ်တိုင်ပဲကိုယ့်မေတ္တာကိုပြန်စဉ်းစားကြည့်တယ်ငါမေတ္တာတကယ်စင်ကြယ်တာဟုတ်ရဲ့လားငါအများပေါ်မှာတကယ်ပဲကိုကျိုးမပါပဲနဲ့တနည်းနည်းနဲ့အကူအညီပေးခြင်းပေးနိုင်သလားပေးနေတာတော့ရှိတယ်နော်မပေးတာမဟုတ်ဘူးနော်ပေးနေတဲ့အကူအညီတွေအဲ့ဒီအကူအညီတွေပေးနေတာမှာဘာကိုမျှော်လင့်တယ်တကယ်မျှော်လင့်ချက်မပါတဲ့မေတ္တာစေတနာနဲ့အကူအညီပေးတာဟုတ်ကောဟုတ်ရဲ့လားအဲ့ဒါကိုဘာနဲ့ test လုပ်ဘာနဲ့စမ်းကြည့်တမန်ကလည်းစမ်းနေဖို့မလိုဘူးစောင့်တာနေလိုက်အစမ်းခါပါလေနော်အဲ့ဒီအစမ်းခါတဲ့အခါမှာကိုယ်စိတ်ကိုကြည့်ပြီးတော့ရိုးရိုးသားသားပြန်ပြောဖို့ပဲစိတ်ထဲမှာဆင်းရဲသွားပြီးမခံကျင်သွားပြီးဒေါသဖြစ်သွားပြီဆိုရင်ငါစေတနာမေတ္တာမှန်ပြီစင်ကြယ်ပြီနော်အဲ့တော့စကားကြီးကိုတင်ပြောတာမဟုတ်ဘူးဒီစကားတွေကကိုယ့်လည်းပြန်ပြောတဲ့စကားတွေဖြစ်ပါတယ်နော်ဒီဘုံဘုံကငယ်တဲ့စာပေတော့ဖတ်တယ်ဘယ်တော့မှသူများကိုပြောဖို့ဆိုတဲ့အဓိကရည်ရွယ်ချက်နဲ့အလိမရှိအဓိကရည်ရွယ်ချက်ကကိုယ့်အတွက်ကိုငါဘဝကိုပိုးပြီးတော့အတိတ်ပဲရှိအောင်လေးနဲ့အောင်တန်ဖိုးရှိအောင်ဘယ်လိုနေသွားရမှာကိုယ့်အတွက်လုပ်တာပါနော်အဲ့လိုကိုယ့်အတွက်ကိုကိုယ့်ဟာကိုလေ့လာရင်ကျင့်ကြံအားထုတ်ရင်လည်းသိလာတာလေးတချို့ကိုကြုံတဲ့အခါမှာဒကာကြီးတို့ဒကာမကြီးတို့လက်ဆောင်ဖြစ်နေပေးတာပါအဲ့တော့အားလုံးပဲစစ်မှန်တဲ့မေတ္တာကရုဏာထားနိုင်တဲ့လူတွေဖြစ်ကြပါစေဖြစ်နေအောင်ကြိုးစားနိုင်ကြပါစေ